Yo Maradina Madana Wizayodo Yo Maradina Madana Wizayodo Dina Yambi Namenyeta Tome Dedu Zayanzino Adana Wizayodo Mana Yodo Lalayin Galoa Naga Pandalo Aswantamim Mihu Palima Yang Shuao Siga Kuro Tayauti Sangha Yunido Yozino Nyao Abini Sayao Ambalim Bue To Kaunga Shui Mia Dang Daka Kayone Mana Ya Abyao Ni Yue Ambalinga Nagara Malam with the engine of Yashin Guromia Gidi Adana Nayo Madwin Zarai Gene Double Gambalinda Mio Shimagai Madame Bakawai Egazatano Nido Dondi Chita Yelado Maradina Kabami Wen Tanji Sendate Outland Wene Ao Yansi Sonye Yao Jauboya Shibendi Taumaga Moche Miao Miazwa Mandatindogo Quenlom Bai Akhauni Yuemo Aunyi Ao Nomuga Baby Paya Adino Nyawa Bene Sayam Ambalim we to Kaunga Shui Mia Down the Kakayone Mana Ya Abyao Yue Ambalinga Nagara Malam with the engine of Yashin Kuromia Gidi Me Mia Mamaga Kavagadi Jadi Tadana Adani Jidurashim Shusayaro Yatando Nai Achiganga Dedana Nimi Yunele Daya Damaho Biola Shibando On Lady Ashimidananda Auya Yimio Davido A Zaya Peadanda Yandino On the Jao On Suro Bongo Dindu Betanado Muba Paya Dedu Kuchenga Dineyama Bikema Nevanti Ao Saishi Diamond Webolo Pondi Zatang Yang Mido Ao Suji Be Domuba Ao Domu Miaswa Paya Tamada Bimboy, Senlaya, Dota Dabondadi, Meta, Tati, Pianwea, Ansolai, Datawa, Mandamia, Ananda, Atwitwi Goya, Sayo, Chamye Bazi Vivaya, Wigwa, Imia Bazi Easy Jam, Sutau, Metawi Nago Chite Mone Dure Ariatalia Susu Sai Nalonaria Pietara Pipsino Nago Chite Mone Dure Pian Kade Yin Yabazi Senye Kade Yin Yabazi Chandamia Santa Pivazi They did sound low on Bazi Amount Quenlo Limazi Aumye Nilo Shimazi Tadawa Mandamia Mitaya Imya Javazi Kamesandadi Galange Hina Mokdara Mezime Uline Dogulinde Naza Nandi Ladayata
လောကေလောက၌ကာမေသန္တတိကာမဂုံအာယုန်တဏှာရစ်ပတ်အချစ်တဲ့အချစ်ဆိုတဲ့သဘောတရားဒီကဟိနမௌဒရမေဇိမေဟိနဩဒရမေဇိမေအမျိုးမြတ်တဲ့ရုပ်တဲ့ရဲ့လို့လဲဣတိပိဤသို့လဲနာဇာနန္တိပိုင်းခြားဝေဖန်နိုင်စွမ်းမရှိလေကောကိုလီနေရုပ်နိုင်သောမြင့်မြတ်သောပုဂ္ဂိုလ်တို့၌တော်၎င်းဒုက္ခလေရုပ်နိုင်သောပုဂ္ဂိုလ်တို့၌တော်၎င်းဒါကတော့ရုပ်တဲ့ဒါကတော့မြတ်တဲ့ရဲ့လို့လဲဣတိပိဤသို့လဲနာဇာနန္တိပိုင်းခြားဝေဖန်နိုင်စွမ်းမရှိလေကောဣဥပမာအကျိုးသွားကဘယ်လိုများလဲလို့ဆိုရင်လတ္တယထာမြင်မြင်ကရာအပင်တကားကိုຫນွယ်ကရစ်ပတ်တတ်တဲ့ຫນွယ်ပင်များနဲ့ပမာတူတတ်တော်တည်ရဲ့လို့ဘဂဝါဘုန်းတော်ကြောင့်စုအောင်လန်ထူတဲ့သုံးလူတို့ဆရာဘုရားမြတ်စွာကဒေသေတိအချစ်ဆိုတဲ့တဏှာသဘောတရားသိထင်ရှားအောင်ဥပမာဆောင်ဟောပြတော်မူခဲ့ပါပဲတည်းတရှိတတဝမန္တမြပရိသတ်ရဲ့အရိယဒါသတရားမျက်လုံးတွေမရကြသေးလို့ဘဝလောင်တိုင်းထဲမှာရှိနေတဲ့တတဝတိုင်းဟာတွေ့တာချင်းတတ်မှတ်ချင်းဆိုတဲ့ကိစ္စတွေရှိမနေကြဘူးလားပရိသတ်အဲ့ဒီတွေ့တာချင်းတတ်မှတ်ချင်းဆိုတဲ့တဏှာသဘောတရားလေးနှလုံးသားကုန်းခိုထားတဲ့လူသားတွေဟာပရိသတ်အဓိကလူတွေကိုပြောချင်တာနော်အဲ့ဒီပုဂ္ဂိုလ်များဟာပရိသတ်ရဲ့ကိုယ်ရင်နဲ့နှလုံးသားနဲ့ကိန်းလာတဲ့အဲ့ဒီတဏှာသဘောတရားလေးကိုလက်ခံပြီးသွားပြီဆိုရင်ပရိသတ်ရဲ့တဏှာဟာအတော်ကြောက်ဖို့ဖြစ်တယ်ပရိသတ်ဘာကြောင့်များလဲလို့ဆိုရင်ပရိသတ်တဏှာသဘောတွေကြီးစိုးခြင်းကိုခံလိုက်ရတဲ့ပုဂ္ဂိုလ်တွေကပရိသတ်ရဲ့အမျိုးမြတ်တာတွေလည်းမခွဲတော့ဘူးရုပ်တာလက်တာတွေလည်းမခွဲတော့ဘူးခွဲသေးလားဒါကြောင့်ပဲဦးဇင်းတို့ပရိသတ်ရဲ့တဏှာရဲ့စီစားခြင်းကိုခံလိုက်ရတဲ့အတွက်ကြောင့်ရာဇဝမှာစာတင်ထားတာတွေများကြီးမရှိဘူးလားရှိတယ်နော်ပရိသတ်ရဲ့ဘုရင်သမီးနဲ့ဆောင်းအိုရှင်တို့ရှိဘူးလားအဲ့ဒါပရိသတ်ရဲ့အမျိုးအမြတ်အယုတ်အနှိတ်ကိုခွဲနိုင်စွမ်းမရှိတော့အောင်ကာမအမှောင်ကြပြီဆိုရင်တဲ့ပရိသတ်ရဲ့တဏှာအမှောင်ကြရင်ဒီလိုဖြစ်သွားတတ်တယ်နော်ဥပမာကဘယ်လိုများလဲလို့ဆိုရင်ပရိသတ်ရဲ့တဏှာရဲ့သဘောလေးကဦးဇင်းတို့ပရိသတ်တွေတွေ့ဘူးပါတယ်ရွာတဲ့ရက်ထဲမှာပေါက်တယ်ဟိုနွယ်ပင်လေးတွေတွေ့ဘူးတယ်မဟုတ်လားနွယ်ပင်လေးတွေကသူ့နားမှာပေါက်နေတဲ့ဟိုတစ်ပင်တစ်ပင်ကိုဒီအပင်ကြီးကတော့စူးပြောင်းနေထနေတဲ့အပင်ကြီးပဲဆိုပြီးတော့ပရိသတ်ရဲ့ရှောင်သွားရုံထုံးစံရှိသလားဒီအပင်ကမှသင်းညံ့နေထွက်နေတဲ့နသားပင်မှာလူကိုခွဲခြားရုံရှိရဲ့မိမိဝန်းကျင်မှာလာပေါက်တဲ့အပင်ကိုပရိသတ်ရဲ့မခွဲခြားပဲနဲ့နီးစပ်ရနွယ်ပတ်ပြီးတော့တက်သွားတတ်တဲ့နွယ်ပင်နဲ့တဏှာတူပါတယ်ခမညာရှင်းရလားပရိသတ်အခုဒီမှာပရိသတ်ရဲ့ဒီတဏှာဆိုတဲ့သဘောတရားတွေကိုထင်ရှားအောင်လို့ဘသူကဥပမာဆောင်မိမောင်းနေထိုးခဲ့တယ်လဲဆိုတော့တာဝတိပြည်တဲ့ပြောဟိပဲတိုင်းပြည်ရောက်ဘူးတာမရောက်ဘူးတာသာတာဦးဇင်းတို့ဗုဒ္ဓဘာသာပရိသတ်တော်များများတာဝတိဆိုရင်ယဉ်နိပိဋမျိုးကိုဖြစ်နေတာဘာကြောင့်လဲဆိုရင်မြတ်ဗုဒ္ဓရဲ့နှစ်ပေါင်း2500ကျော်ကသမိုင်းကြောင်းအတိတ်စာမျက်နှာတွေမှာတာဝတိကနေရာတော်တော်များများယူတယ်ပရိသတ်အဲ့ဒါကိုဦးဇင်းကစိတ်ဝင်စားလို့ပရိသတ်ရဲ့တာဝတိနဲ့ပတ်သက်တာတွေကိုပိဋကတ်မှာတတ်နိုင်တဲ့လောက်ကိုတွေးပဲကိုရှာကြည့်တယ်ပေါ့လေပရိသတ်ဦးဇင်းရှာလို့လက်လန်းမိတဲ့လောက်တွေးမိတာပရိသတ်တာဝတိလို့ခေါ်ရခြင်းအချက်နှစ်ချက်တွေးတယ်ချက်ဘယ်နှချက်နံပါတ်1တပ္ပံအဋ္ဌိတာဝတိတဲ့နောက်တစ်ချက်သောထေနနိဗ္ဗတိတာဝတိတပ္ပံအဋ္ဌိတာဝတိဆိုတာပရိသတ်တာဝတိလို့ဘာကြောင့်ခေါ်ရပါသလဲဆိုရင်တာဝတိဆိုတဲ့တိုင်းပြည်ဟာသဘာဝသယံဇာတစားနပ်ရိက္ခာလူသုံးကုန်ပစ္စည်းတွေကမှစလို့ကိုယ်တိုင်းပြည်ကပြည်တွင်းဖြစ်တယ်လိုအပ်လို့အခြားတစ်ပါးတိုင်းပြည်ကမှာယူနေရတယ်ဆိုတာမရှိတော့အောင်ပြည့်စုံတဲ့တိုင်းပြည်တဲ့ခင်မီဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ကြီးဖို့ပြိဿတာဝတိလို့ခေါ်တာတဲ့မှတ်ထားစီခြင်းနဲ့နော်နောက်တစ်ချက်ကတော့ပြိဿရဲ့သုထေနနိဗ္ဗတိတာဝတိသုထမြည်ရတဲ့ယသိသူတော်စင်ကြီးကျောင်းသင်္ကန်းသားကနေမြို့တီနန်းဆိုင်ခဲ့တဲ့အတွက်ကြောင့်လဲတာဝတိခေါ်တယ်လို့တာဝတိပြုတ်ပတ်နှစ်ချက်ရတယ်ပြိဿဘယ်နှချက်ရတယ်အဲ့ဒီမှာဦးဇင်းစဉ်းစားမိသွားတာတာဝတိကခင်မီဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်တဲ့ဘာတိုင်းပြည်အလုံးအမတမပရိသတ်ရဲ့ကျက်သက်ရည်ရှိလာတဲ့တာဝတိတိုင်းပြည်ကြီးမှာဘုရားတန်တရားတန်နေလွှမ်းလို့တရားပွဲတွေဘာသာရေးပွဲတွေဆင်နွှဲနေလိုက်တာလေပရိသတ်ရဲ့နေစဉ်နဲ့သာဝရလို့လို့ပါပဲတဲ့တာဝတိပြည်မှာဇေတဝန်ကျောင်းတိုက်ကြီးမှာလည်းတရားတွေဟောလို့မနေဘူးလားပရိသတ်ကျောင်းအမကြီးဝိသကလူဒန်းနဲ့ပုပ္ပါယုံကျောင်းတိုက်ကြီးမှာလည်းတရားပွဲတွေဟောလို့သိရှိကားတဲ့မြို့တော်ကြီးပေါ့မှန်ရလားပရိသတ်
အဲ့ဒီသာဝတိတိုင်းပြည်ကြီးကပြိဿရဲ့လူကုန်တန်းနေပေါ်လို့လူအဆင့်အတန်းတွေကလည်းပြိဿရဲ့တော်တော်လေးကိုမှအားကျလောက်တဲ့အဆင့်တန်းပိုင်ရှင်တွေပါပြိဿလူဥယေကိုရှေ့တုန်းကသူတို့လူနေမှုလူဥယေကိုပြီးတကတ်တော်မှာပြသွားတာပြိဿရဲ့တန်း80တဲ့တန်းပေါင်းဘယ်လောက်နေတဲ့တဲ့အဲ့ဒီတန်းပေါင်း80သာဝတိပြည်နေကြတဲ့သူတွေကပြိဿရဲ့ဟာတန်း90ကသောတာပတ္တိမတ်ဖို့ရတဲ့သောတာပန်တက္ကရာဂမိမတ်ဖို့ရတဲ့တက္ကရာဂအနာဂမိမတ်ဖို့ရတဲ့အနာဂအရဟတမအရဟတဖို့ရထားတဲ့ပုဂ္ဂိုလ်ရဲ့လို့ပြိဿရဲ့အဲ့ဒီလို့သူတော်ကောင်းအဋ္ဌိယာကတန်း90ရှိအပေတကားပိတ်ပြီးသားတဲ့တန်း90တဲ့ပြိဿအပေတကားကျန်တဲ့တန်း30ကဒီလိုဆိုရင်ရှင်မရပေတေစုပ်ပြတ်နေတဲ့ဟာမျိုးတွေလားဆိုမဟုတ်ဘူးတဲ့ပြိဿရဲ့မော်လမြိုင်ကဟောဒီဆွေတွေမျိုးတွေလို့ပါဘာသာပွဲဆိုရင်ပြိဿရဲ့အားခဲပြီးတော့ဖယားတက်ဘုရားသွားကြောင်းတဲ့ကုသိုလ်ဖတ်ပြီးတော့ပြိဿရဲ့သူတော်ကောင်းတရားတွေလိုက်စားတဲ့ကလျာဏသူတော်ကောင်းပုထုဇဉ်ကတန်း20ကကလျာဏတဲ့တန်း20ကပါရိပါလိဒါကြောင့်ဆိုလိုက်သာဝတိနေလူဥယေတန်း80ပြီတန်း50ကအရိယာဏကျန်ကကလျာဏသူတော်ကောင်းနေပေါ်တယ်သူတော်ကောင်းတော်မှာပြိဿကြီးဘုရားတရားသံဃာယရဏသုံးပါးပြောတော်မူတယ်မပြောဘူးလားဘာကြောင့်သာဝတိတိုင်းပြည်ကြီးကဒီလိုစီပင်တိုးတက်သာယာပြီးတော့နေရာတလဲလို့ဆိုရင်ပြိဿကြီးအင်္ဂါ၄ပါးနဲ့ညီညွတ်လို့တဲ့အင်္ဂါဘယ်နှပါးအဲ့ဒါကိုဦးဇင်းတို့မြန်မာစာပေပညာရှင်စရုဒေင္ကဗလာမကြီးကတိုင်းပြည်သားကြောင့်အင်္ဂါ၄ပါးပြသွားတယ်နော်ပြိဿကတကောဝနေသောအမေသောသမနောတုဒ္ဓသီလဝါတေတုဝိပုလံဇာတေတုရထံပိဝိပုလံတိယတတိမယကျံအလား၌လျာလုံမြို့ပြဖြုတ်ပြောစီကုံတဲ့ပြင်ပေါ်သဘောကျင့်မြတ်မှုမှပြည်ပြင်းကြားမြင်သုဒ္ဓသီလရှိမှယဟန်တန်ကအရိယာများပြဤလေးပါးကတိုင်းကရွှေပြည်သားကြောင့်မြည်တယ်တိုင်းပြည်တစ်ခုရဲ့ပြိဿရဲ့တိုးတက်ကြောင်းဆုပ်ယုပ်ကြောင်းကိုဒီပေဒံလေးနဲ့တိုင်းရင်ပေါ်လာလိမ့်မယ်ဘလောက်ပဲပါရီကြွေးကြော်နေပြိဿရဲ့ဒီပေဒံလေးနဲ့ပြိဿတိုင်းတက်ရမယ်နော်တိကတကတဲ့ပြိဿဦးဇင်းတို့မြန်မာနိုင်ငံနေထားနဲ့ပြောကြပါစို့ဆိုရင်ပြိဿရဲ့ဦးဇင်းတို့နိုင်ငံစိုက်ပျိုးရေးအခြေခံတဲ့နိုင်ငံမဟုတ်ဘူးလားအဲ့ဒါတောင်သူလယ်သမားတောင်သူလုပ်သားဦးကြီးများကပြိဿရဲ့လွတ်လွတ်လပ်လပ်ချမ်းချမ်းသာသာယာစီဥတုတွေမြတ်မြတ်တတ်တနဲ့ပြိဿရဲ့တောင်ရလေလို့ဓမ္မကုတ်လုပ်ငန်းတွေကိုလောက်ကင်နိုင်ကြပြီဆိုရင်လည်းပဲတိုင်းပြည်တာယာတတ်တယ်တဲ့အဲ့ဒါဒီမလုံနိုင်ဘူးပြိဿအနောက်ချက်တွေတစ်ခုမဟုတ်တစ်ခုဖြစ်နေတယ်ဆိုရင်တိုင်းပြည်ကတာယာပါမလားနောက်တစ်ချက်ကပြိဿရဲ့ကတကောဝါနိဇောဝါနိဇာဆိုတော့ကုံတယ်ကြီးတွေနော်အဲ့ဒါတွေကကိုတိုင်းပြည်ကထွက်တဲ့ပြိဿရဲ့သဘာဝတယံဇာတစံရည်စဘာကြောက်တံပရမများစားတာတွေကိုအခြားတစ်ပါးသောတိုင်းပြည်တွေကိုပြိဿရဲ့အပိတ်အပင်အတားအဆီးကင်းပြီးတော့နားရှင်းအောင်မှတ်နော်အဲ့ဒါပြိဿရဲ့ချောချောမွေ့မွေ့နဲ့ကုန်စည်တွေဖြန့်ဖြူး export တွေတင်သွင်းနိုင်ကြပြီဆိုရင်လေတိုင်းပြည်သားယာတတ်တယ်တဲ့တိုးတက်တတ်တယ်တဲ့ပြိဿနောက်တစ်ချက်ကတော့ပြိဿရဲ့ကတကောဝါနေသောအမေသောသမနောအမေသောတဲ့ပြိဿရဲ့နံပါတ်3ကအဲ့ဒါတော့တရားရေးရဘက်မှာအုပ်ချုပ်သူလူကြီးတွေပါနော်ပြိဿအမတ်တွေဝန်ကြီးတွေလူကြီးတွေကပြိဿရဲ့ဗုဒ္ဓတရားတော်မှာအဂတိတရား၄ပါးရှိတယ်အဂတိတရားဘယ်နှပါးသန္နာဂတိဒေါသဂတိမောဟဂတိဗျာဂတိဆိုတဲ့ပြိဿရဲ့အဲ့ဒီအဂတိ၄မျိုးမလိုက်စားပဲနဲ့မှန်မှန်ကန်ကန်နဲ့ပြိဿရဲ့တရားရေးရကိစ္စတွေကိုစီရင်ဆောင်ရွက်ဆုံးဖြတ်လို့ပြည်သူလူထုကိုအုပ်ချုပ်နေတတ်တယ်ဆိုရင်လည်းတိုင်းပြည်သားယာလိုက်မယ်မှန်မှန်ကန်ကန်ဆိုရင်သားယာတယ်တဲ့နားရှင်းရလားပြိဿနောက်တစ်ချက်ကတော့ပြိဿရဲ့တမနောတဲ့ယဟန်တော်တွေဘာတွေပါလဲသာသနာဝန်ထမ်းတော်မူတဲ့ယဟန်တော်အရှင်မြတ်တရားလည်းပြိဿရဲ့ယဟန်တော်တို့ရဲ့လုပ်ငန်းဆောင်တာသာသနာမှာ2ခုရှိတယ်ပြိဿနံပါတ်1ပရိယတ္တိဒူရာတွေစာပေသင်ကြားနေတဲ့ခုမြားစီရဲเจ้าတို့ဆင်ပြူတော်စာသင်တိုက်တို့နော်ဆင်ပြူစာသင်တိုက်ကြီးတို့အခုဒီမဟာမြိုင်စာသင်တိုက်ကြီးတို့လို့အဲ့ဒီလိုစာသင်တိုက်တွေမှာပြိဿရဲ့ရှင်ငယ်ယဟန်ငယ်တွေဟာသာသနာဝန်ထမ်းတော်မူပြီးတော့ပြိဿရဲ့ဗုဒ္ဓနှုတ်ကပတ်ပရိယဘာသာများကိုတရားနဲ့သင်ကြားနေကြခြင်းသည်လည်းပဲပြိဿရဲ့တိုင်းပြည်သားရာကြောင့်အင်္ဂါထဲပါနေတယ်နားကိုရှင်းရလားအေးနောက်တစ်ချက်ကပြိဿရဲ့ဦးဇင်းတို့မြန်မာပြည်နေထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုပြိဿရဲ့မဟာစီမိုးကုတ်မြေစင်တော်ဆွန်လွန်ဓမ္မဒုရကတိဝိုင်လေရီစားရှိတဲ့ပြင်ရိတ်တာဌာနတွေအသီးသီးမရှိဘူးလား
ယံတော်ရယံအလုံးဖြစ်တဲ့ဝိပဿနာဒုရတွေကိုဟောပြောပြသကျင့်ကြံအားထုတ်နေကြပြီဆိုရင်တော့တိုင်းပြည်သားရတတ်တယ်တဲ့ဘုန်းကြီးအလုံးလုံးရင်တိုင်းပြည်သားရလိမ့်မယ်တဲ့ပြောဘသူအလုံးလုံးရင်အေးဟုတ်ပြီပြိဿရေဒီအင်္ဂါ၄ပါးပြည့်စုံညီညွတ်ရင်တိုင်းပြည်တစ်ခုဟာတာယာလိုက်မယ်တိုးတက်လိုက်မယ်ဒါကြောင့်ဦးဇင်းတို့ပြိဿရေဟိုเจ้าဒီเจ้าရှိဘယ်သူလို့တဦးကောင်းတယောက်ကောင်းအပြစ်တွေမတင်နဲ့အင်္ဂါ၄ပါးညှိပြီးတော့နားလည်ပါပြိဿရှင်းရလားဗျာအခုဒီမှာသာဝတိတိုင်းပြည်ကြီးဘာကြောင့်တာယာနေတတုံးလို့ဆိုတော့ပြိဿရေဒီအင်္ဂါ၄ပါးနဲ့ပြည့်စုံလို့အင်္ဂါ၄ပါးနဲ့မပြည့်စုံဘူးလားအဲ့ဒီသာဝတိတိုင်းပြည်ကြီးမှာပြိဿရေတဏီသောအချိန်ချိန်တဲ့မြို့လေကောင်ကမင်္ဂလာဧည့်ခံပွဲကြီးကျင်းပနေပုံမျက်စိတဲ့ပုံဖော်ဟိသာဝတိမြို့လေကောင်မှာပြိဿရေအလွန်တိုးတက်တဲ့တိုင်းပြည်ကြီးမြို့တော်ကြီးမှာမင်္ဂလာပွဲကြီးတဲ့မင်္ဂလာဆောင်နေတယ်တဲ့ခမညာဘာလုပ်နေတယ်တဲ့ဒုနပြရွှေရတဲ့နဲ့အဲ့လိုလဲလုပ်နေတယ်တွေ့နော်အဲ့ဒီမင်္ဂလာဆောင်နေတဲ့ပွဲကြီးမှာပြိဿရေတတိုးသားလောင်းလျာရဲ့နာမည်လေးကိုမှတ်ပါတယ်ပြိဿရေကိုဝါနေစာဘသူပါလဲသူနဲ့အတူအကြောင်းဆက်လို့ဖူးစာပဲတတုသမီးကတော့ပြိဿရေမတ်တော်ကာတဲ့သူတို့သားနဲ့သူတို့သမီးလို့ရှိုးဘကိုးဆရာတော်ဥတေဇောကတော့ပြောသွားတယ်နော်ဗမာလူမျိုးတွေအဲ့ဒါအခေါ်ဒီလွဲနေတာတဲ့သူတို့သားသူတို့သမီးဆိုတာအဓိပ္ပာယ်မရှိဟုတ်တော့ဟုတ်တယ်ဥစဉ်စဉ်းစားအဲ့ဒီသူစကားလေးနားဟုတ်တာပေါ့သူတို့သားသူတို့သမီးဖြစ်ရမှာပြိဿအခေါ်လေးတွေပြောင်းကုန်တာနော်တတို့သာလောင်းလိုက်ရရဲ့နာမည်ကကိုဝါနေစာတဲ့ပြိဿရေဘသူပါလဲတတို့သမီးလောင်းလိုက်ရရဲ့နာမည်လေးကမတ်တော်ကာဘသူပါလဲဗျာကိုဝါနေစာဆိုတာကိုဗမာလူပြိဿရေအဓိပ္ပာယ်ဖွင့်ဆိုလိုက်တဲ့အခါကျတော့ဟိုကိုကုံတယ်လို့ပဲခေါ်ပါတယ်သူ့နာမည်နော်ဒါရက်ကော်ရွာကော်ဖြစ်ဖို့များတဲ့ပြိဿရေသူရဲ့သတို့သမီးနာမည်ကမတ်သောကဆိုတော့သောကဆိုတဲ့အတန်လေးကိုကြားရင်ပြိဿကြီးအပူလားအေးလားအပူနော်အဲ့ဒါကြောင့်တချို့နာမည်တွေယူးကြောင်ပေးတာတွေလောကထဲမရှိဘူးလားမလီမိအောင်ရိုးမဟုတ်ဘူးမိအခဲလိုက်ဒီလာသေးတာပြိဿကြီးနော်တချို့လှုပ်သေးတယ်အုံမာတဲ့ဥစ္စာအုံမာဆိုရှောင်းတယ်ကြောက်လို့အုံမာဆိုတဲ့စကားလုံးကိုပါဠိဘာသာမြန်မာလိုအဓိပ္ပာယ်ပြန်လိုက်ရင်ပြိဿအယူတဲ့ဒီတဲ့အုံမာတွေပါတယ်သေနာငါတို့ပြောပြန်ပြီလောက်မှာနော်ဟုတ်လားပြိဿနာမည်ဆိုတာတိတတိနဲ့ထားပေးရတယ်ရန်တမ်းပြီးမပေးရဘူးဟုတ်လားပြိဿဟိုမှာအုံမာတန်ဒီတိတ်လာတယ်ဆိုလို့သူတို့ကအားကြပြီးအုံမာတွေလျှောက်လို့တာအဲ့ဒါပြိဿရဲ့ဒီတတို့သားလောင်းလိုက်ရနဲ့တတို့သမီးလောင်းလိုက်ရတို့ရဲ့ချိန်တဲ့ရဲ့မင်္ဂလာပွဲကြီးကလည်းဆင်နွှဲလို့မင်္ဂလာဆောင်ပြီးကြလို့ချစ်စာကျင်စာဇနီးမောင်နှံဆိုတော့ပြိဿရဲ့အသေးချင်းအသက်တမြပုံပြီးတော့တယောက်နဲ့တယောက်တန်ရောစင်ကြီးမနေဘူးလားချစ်စခင်စားဆိုတော့တန်ရုံးစင်ကြီးတာပေါ့နော်အဲ့လိုနဲ့ပြိဿရဲ့မင်္ဂလာပွဲကြီးဆင်နွဲလို့နောက်နေ့လွန်မြောက်တရက်ကူးသွားပြီဆိုတဲ့အခါကျတော့အိမ်တော်ဦးစီးဖြစ်သွားတဲ့ကိုဝါနေစာနဲ့မတ်တော်ကကိုဝါနေစာအတွက်ပြိဿရဲ့ဒီမတ်တော်ကနဲ့လက်ဆက်ထိမ်းများခြင်းမပြုခင်လူပြိုအရင်ဘဝတည်းကပြိဿသူဟာကုံတယ်ဆိုတော့နိုင်ငံတကာမျိုးတကာလဲ့လဲပြီးတော့ကုံစီတွေဖြန့်ရတဲ့အလုပ်မလုပ်ဘူးလားအဲ့ဒါနိုင်ငံသားကိုခရီးကိုရောင်းကုန်ဝယ်သွားဖို့အတွက်ဗီဇာတင်တာကပြိဿရေအိမ်တောင်ပြုတ်လို့မင်္ဂလာဆောင်ပြီးနောက်နေ့ကျရင်နိုင်ငံသားသွားဖို့ဗီဇာကြပြီတဲ့ဘယ်သွားဖို့ဗီဇာကြလားအဲ့ဒါပြဿနာပြိဿရေနော်ဒီမှာလဲချစ်စာခင်စာကျင်နာစာအသေးချမဲရပြလို့ခွဲမသွားနိုင်တော့တဲ့ဇနီးတယ်လီရှိမနေဘူးလားအဲ့တော့ပြိဿရေဟိုကလည်းပဲစီးပွားရေးအတွက်ဆိုပြီးတော့ဘဝတသက်တာမှာစီးပွားရေးအရေးမကြီးဘူးလားလူတွေအတွက်ရေးကြည့်တယ်နော်ပြိဿအဲ့တော့စီးပွားရေးအတွက်နိုင်ငံခြားခရီးထွက်ဖို့ဗီဇာကလည်းကြပြီဆိုတော့ပြိဿနိုင်ငံခြားသွားမယ့်ကိစ္စကြီးဖြတ်ပစ်ဖို့ဆိုတာလည်းမခတ်ဘူးလားအဲ့တော့ခတ်နေပြီပြိဿဒါကြောင့်အိမ်တော်ဟူသောဟောရတာတွင်ငှက်ငယ်ကြိုင်လောင်းစင်ပြောင်းကျုံဝင်မြုံတွင်မိငါပိုက်မိသားတို့ရှောင်းလွဲမရဘေးဒုက္ခသည်မုတ်ချတွေ့ပြီအမှန်ဒီမြမစာသူပညာရှင်တွေကဒါအိမ်တော်တို့ရဲ့ဒုက္ခကိုမြင်အောင်ပြသွားနော်လောကမျိုးသားမျိုးသမီးများအိမ်ထောင်ကြပြီဆိုရင်ねတခါကြီးတွေပြောဘာထောင်နဲ့တော့အိမ်ထောင်နဲ့နော်အိမ်ထောင်များကြသွားဆိုရင်ပြိဿအပြုတ်လူပြုတ်ငကိုရေဘဝလို့မလွတ်လပ်ကြဘူးလို့ဆိုတယ်ဗျဦးဇင်းတို့မိဘလက်ထဲနေရတဲ့အချိန်တုန်းကမိဘလက်ထက်မှာနေရလူပြုတ်လူအပြုတ်ဘဝဆိုလွတ်လပ်မရှိဘူးလားအမေအဖေရဲ့ဘာပဲညာပဲဆိုမိဘဟိုသာပြိဿရေဟိုပြောတီပြောနေကိုယ်သဘောကိုဆောင်လို့ရရင်ရမှာပါနော်
အိမ်ထောင်ရှင်တွေဖြစ်ကြပြီဆိုရင်ပြိတ္တကြီးငှက်ငယ်ကြိုက်လောင်ငှက်ကလေးတွေလောကပြန်တန်းနေကြတာကိုလူတွေကဖမ်းပြီးတော့ပြိတ္တကြီးလောင်ကြိုက်ကလေးတဲ့ထက်ဖမ်းခံလိုက်ရတဲ့ငှက်ကလေးဘဝလွတ်လပ်သေးလားလောင်ကြိုက်တဲ့ကငှက်လိုပဲအိမ်ထောင်ကြတဲ့အမျိုးသမီးအမျိုးသားများဘဝမလွတ်လပ်ဘူးလို့ဆိုထားတယ်ပြိတ္တစင်ပြောင်ကြီးကျုံနဲ့ဝင်ပြီးတယ်လို့ပဲတဲ့တောထဲမွေးထားတဲ့စင်ကြီးတွေသူ့တဘာဝတောထဲနေတော့မလွတ်လပ်ဘူးလားအဲ့ဒါကိုလူတွေကဖမ်းဆီးပြီးတော့ပြိတ္တရဲ့တန်ကြိုးကြီးတွေနဲ့ထူးခတ်တစ်ဆွဲခြင်းဝန်ဆောင်ခြင်းကိစ္စတွေခိုင်းတော့ပြိတ္တစင်ကြီးတွေကလွတ်လပ်ကြသေးလားကျုံနဲ့ဝင်ပြီးသွားတဲ့စင်ကြီးတကောင်လိုပါပဲတဲ့ပြိတ္တနော်နောက်တစ်ချက်ကပြိတ္တရဲ့မြုံမိတဲ့ငါဦးဇင်းတို့ပြိတ္တတွေတော့ဒါမော်လမြိုင်ဆိုတာမွန်ပြည်နယ်ဘက်မှာလည်းမြုံနေမြင်ဘူးမှာပါဦးဇင်းကပဲခူးတိုင်းကဝမြို့နယ်ကပြိတ္တရဲ့အောင်နိုင်ကြီးဆိုတဲ့ရွာသိမ်ရွာငယ်လေးကမွေးလာတဲ့လူကြွားအောင်မယ်ဒီညလဲအဲ့တော့ဦးဇင်းကတောသားမှာတကယ်တောစစ်ပြိတ္တရဲ့နော်အဲ့ကြောင့်ဦးဇင်းတို့ပြိတ္တဦးဇင်းကိုပြောပါဦးဇင်းစိတ်မဆိုးဘူးမွေးတာကဦးဇင်းတို့တောရွာလေးကဟိုမြို့ပေါ်တက်လာဖို့မိုင်30လောက်ဆိုင်ကယ်စီးရသေးတယ်အဲ့တော့ဆိုမွေးတာကပင်လေကန်းနဖူးမှာပြိတ္တရဲ့ကန်းနဖူးကအရန်ထူးတဲ့ကိုတော့ဟုတ်လားဗျာအဲ့တော့ပြိတ္တပင်လေကန်းနာမှာတောရွာမှာမွေးတဲ့အတွက်ကြောင့်ဦးဇင်းတို့တောသားအခုတကယ်ပညာရေးသင်ကြားပြီးတော့ကြီးပြင်းလာတဲ့အခါကျတော့ဦးဇင်းတို့ဖြူးမျိုးဆိုတာကပဲခူးယူမှာတောင်ချားမှာပြိတ္တအဲ့တော့တောင်ချားမှာကြီးပြင်းတယ်တောမှာမွေးတယ်ဆိုတော့တောကျူတောင်ချားကကိုတော်ပါစိတ်မဆိုးနော်ပြိတ္တအဲ့ဒါပြိတ္တရေဒီမှာကိုစကားပဲရောက်သွားမြုံနဲ့မိတဲ့ငါဆိုတော့မြုံလေးတွေအေးဟုတ်ပြီမြုံလေးတွေမြင်ဘူးတယ်နော်အပြင်အများကြီးလိုက်ပြီဆိုရင်မြုံလေးတွေကပြိတ္တရေရှင်းပြီးတော့တတ်တတ်ရရကလေးတွေဒီလိုလှုပ်ထားတာနော်အဲ့တဲ့အစာလေးထဲရေစည်းကြီးလာကောင်းတဲ့ငါးရှိလောက်တဲ့နေရာသွားချထားတဲ့အခါကျတော့ငါးကလေးတွေကပြိတ္တမြုံလေးကရှင်းနေအထက်အစာနံလေးရတဲ့အခါကျတော့ပြိတ္တရေရှင်းလေးတွေ့ရတော့အထက်လည်းရှင်းမှာပဲအထင်နဲ့အစာကိုမတ်တဲ့ကြတဲ့စွန်းနဲ့မတ်မောပြီးဝင်သွားတော့အထက်မှာရှုပ်ရှက်ခက်အောင်လုပ်တာပြန်ထွက်လို့ရသေးလားမတ်တဲ့အခုဒီမှာမတ်သောခနဲ့ကိုအနေဤစားကလည်းပြိတ္တရေဒီသဘောဒီအိမ်တောင်ကြတော့ရင်ဆိုင်နေရပါပြီကိုအနေသာအတွက်နိုင်ငံခြားသွားဖို့ဗီဇာကတော့ကြာနေပြီဆိုတော့ခတ်နေပြီလွန်ဆွဲတဲ့ပွဲပါစီးပွားရေးအတွက်တွေကိုတေချာတွေးတော့ပြိတ္တရေအုံနောက်အရေးမသုံးရဘူးလားဒီဘချစ်စာခင်စားကျင်နာစားဇနီးမရလီခွဲပြီးတော့သွားရမယ်ဆိုတော့နှလုံးသားရေးကလည်းခတ်မနေဘူးလားအုံနောက်နဲ့နှလုံးသားနဲ့အုံနောက်တို့ရဲ့လွန်ဆွဲတဲ့ပွဲပါပြိတ္တဘယ်အရေးဥစားပေးရလိမ့်မလဲအပြန်လန်စဉ်းစားတော့ပြိတ္တကိုအနေစာကစီးပွားရေးသမားအတွက်ပြိတ္တရေအတွေးချက်လိုက်တဲ့အခါကျတော့စီးပွားအရေးရှေ့တန်းတက်လာတယ်တဲ့။အိုးငါနဲ့သူနဲ့အိမ်အောင်ကြပြီးသွားပြီပဲစီးပွားရေးပြည်လဲတဲ့အခါကျတော့မှဘဝတစ်ခုကသာယာကြတာမို့စီးပွားရေးဦးစားပေးဖို့တော်မယ်လို့မစဉ်းစားဘူးလားပြိတ္တ။အဲ့ဒါစီးပွားရေးဦးစားပေးဖို့အတွက်ဆုံးဖြတ်လိုက်တဲ့ကိုကနေစာပြိတ္တရေနိုင်ငံညာသွားတော့မယ်တဲ့ဘယ်သွားတော့မယ်တဲ့။လောကမှာပြိတ္တရေမခွဲခြင်းပဲနဲ့ခွဲရတဲ့ကိစ္စတွေအခန့်ခတ်တယ်နော်။အခန့်ခတ်သောတရား၃ပါးရှိတယ်ပြိတ္တစီရင်မရေးရန်သူပေကြောင့်အပြည့်မလွယ်ဆွေမျိုးကွဲသာခတ်တီသာတိစားစားထွားထွားမိကြီးရှားပါနေရည်တည်ကြည်ပျောက်ဆဲငတ်မို့ခဲကပြည်ထဲရီထက်ဝမ်းရီခတ်ဤထို့ထက်မှမူချစ်ခင်သူနဲ့အတူတကဝမပေါင်းရပဲတန်တာပူဆွေသူနဲ့ဝေတော်ပြည်ထဲရီနဲ့ဝမ်းရီတို့ထက်လွမ်းရီကပူခတ်တဲ့အခတ်၃ပါးအခတ်ဘယ်နှပါးဦးဇင်းတို့တော့မမီပါဘူးဦးဇင်းတို့မြန်မာပြည်ကြီးကျွန်းသဘောဘွားရောက်ခဲ့ရတော့ပြိတ္တရေအင်္ဂလိပ်အဝင်ဂျပန်အထွက်ဂျပန်ဝင်အင်္ဂလိပ်ထွက်နဲ့ရှုပ်ရှက်ခတ်မသွားဘူးလားအဲ့ဒီအချိန်မှာပြိတ္တရေပြည်တွင်းစစ်မီးတွေတောက်ပြီးတော့ပြိတ္တလေးရင်တန်ဒီကြားတိုင်းဘုံကိုရင်ဒီတူပုံရဆိုတာအဖိုးဖွားတို့စကားကြားခဲ့ရနော်ပြိတ္တအဲ့လိုတိုင်းပြည်ကြီးမငြိမ်မသက်စစ်မှတ်တွေဖြစ်နေတဲ့အချိန်ကလည်းပြိတ္တရေစားစားတွေလည်းရှားပါတဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေတက်မခတ်ဘူးလားအဲ့ဒီစစ်ရေးတွေဖြစ်လို့အစမ်းစာတွေရှားပါလို့ခတ်နေတဲ့အခက်တွေထက်ပြိတ္တဘယ်အခက်ကပူခတ်တယ်လဲဆိုကိုသိမ့်မြန်လို့တန်ဖိုးထားတဲ့သူတယောက်နဲ့အမတ်တမဲ့ခွဲရတဲ့အခါမျိုးမှာခံရတဲ့အခက်ပိုဆိုးတဲ့ပြိတ္တဒီတော့ပြိတ္တရဲ့အုံနောက်နဲ့နှလုံးသားလွန်ဆွဲတဲ့ဒီပွဲမှာအုံနောက်အရေးရှည်တန်းတင်ပေးလိုက်တဲ့ကိုဟာနှိမ့်စာနိုင်ငံခြားသွားတော့မယ်တရားဆိုတာသိအောင်လားဦးဇင်းတို့အခုဟောနေတာတမှုရိယသစ္စာပြနေတာပြိတ္တရဲ့ကိုဟာနှိမ့်စာနိုင်ငံခြားသွားဖို့ဆုံးဖြတ်လိုက်တဲ့အခါကျတော့ပဂရိတုပန္နအာရောပိတဝရာဇကံဥဒိတကတောပဂတိသူလဲတို့၌ပန္နဥစ္စာပစ္စည်းရိတ်ခါတို့ကိုအာရောပိတဝတင်ပြီးတော့ရာဇကဟေရာဇကျော်ဆိုတဲ့တိုင်းနိုင်ငံသို့ဥဒိတရည်ညွှန်းလို့ကတော့သွားတော့မယ်သွားရမယ့်နိုင်ငံကရာဇကျိုးနိုင်ငံပြည်သက်တီပြောပဲနိုင်ငံ
ရှေ့တုန်းရှေ့ခေတ်ရှေ့ခါကတနိုင်ငံနဲ့တနိုင်ငံခီးတွေကုံရောင်းကုံဝယ်သွားဆိုတာအခုခေတ်လိုမော်တော်ကားများမီးရထားများလေယာဉ်ပြန်များနဲ့ဒီလိုသွားလို့အမြန်မရောက်ဘူးပြိတ္တကြီးနော်လက်တက်တွေအသင်းပင်ဖွဲပြီးတော့လက်တက်ကြီးတွေနဲ့ပြိတ္တကြီးတစ်မျိုးမှတစ်မျိုးတစ်နေမှတစ်နေဒီလိုသွားရတာနော်ပြိတ္တအခုဒီမှာနိုင်ငံညာသွားတော့မယ်လို့ဆုံးဖြတ်လိုက်တယ်ကိုဟာနိစ္စပြိတ္တကြီးလှဲသား900နဲ့ဘာဂရီသူလဲတို့၌ဗန္တာဥစ္စာပစ္စည်းရိတ်ခါတို့ကိုအာရောပတ္တဝါတင်ပြီးတော့ရာဇဂဟံရာဇကြိုတိုင်းနိုင်ငံသို့ဥဒိဋ္ဌာရည်ညွှန်းလို့ကတော့သွားတော့မယ်လက်တက်ကြီးပြိတ္တကြီးစုဝေးပြီးတော့ကိုဟာနိစ္စတို့ခရီးထွက်ဖို့ပြင်နေပြီပြင်းမနေဘူးလားပြင်လိုက်ပြီဆိုတော့ပြိတ္တလဲသားတွေလဲစုံကြီးကုန်ပစ္စည်းတွေလဲလက်ဘော်တွေတင်းလို့လက်တက်ကြီးစီစဉ်ထားပုံပြိတ္တအာယုံထဲလဲပေါ်ထားပေါ့ဗျာနော်အဲ့ဒီအချိန်မှာကိုဟာနိစ္စကရှစ်စားခင်စားကျင်နာစာဇနီးမယလီမတ်တော့ကကိုမခွဲခြင်းပဲနဲ့အသေးနာနာနဲ့ခွဲခွာရမှာမို့မှားစရာရှိတာမှားခဲ့မယ်တဲ့ခွဲခြင်းလို့ခွဲတာလားစီးပွားရေးအတွက်ခွဲရတာအဲ့တော့ပြိတ္တရေမှားစရာရှိတာလေးတွေရှစ်စားခင်စားကျင်နာစာဇနီးမယလီအမှားပါလို့ထားမှတော်မယ်လို့ဆိုပြီးတော့တွေးကြည့်တာတော့လက်မောင်းလေးကင်ထားတာလည်းဖြစ်ချင်းဖြစ်မယ်နော်ပခုံးလေးဖတ်ထားလည်းဖြစ်ချင်းဖြစ်ကဲနေသူကသူဘာလုပ်လို့နော်မှားတာလေးတွေပြောမယ်နမရဲ့တဲ့ငါပြန်မလာခင်ကာလမှာမင်းငါမရှိတဲ့အချိန်နောက်ပိုင်းမှာငါရဲ့ကိုယ်စားငါ့ကိုလွမ်းတဲ့စိတ်တွေများပုံမိုးပြီးတော့ဖြစ်လာခဲ့တဲ့အခါတိုင်းမှာဖယားတရားသံဃာယရဏ3ပါးကိုအဖော်အဖြစ်နဲ့ထားလို့နေပါတဲ့ပြိတ္တရဲ့ယရဏဘဏ္ဍပါးကိုအဖော်ထားစေတယ်ဟာရှိတော့အမျိုးသားတွေအမျိုးသမီးတွေမှာပုံလေးကတိတ်ဆန်းတယ်နော်ပြိတ္တယရဏ3ပါးရဲ့ထက်တော့ဘာမှချင်တယ်မမင်းငါ့ကိုကြောင်းပြူပြီးတော့လွမ်းနိုင်မှာကောင်းမှုတွေလုပ်ပါတဲ့လွမ်းနိုင်ပါဒီလုပ်ခိုင်းမိမကြီးငါလွမ်းဖုံးနေစားဟာစာရီကြီးဟာလုပ်သလားအဲ့ဒါပြိတ္တကြီးလွမ်းနိုင်သောအခါမျိုးမှာငါ့ကိုအကြောင်းပြုလို့ကောင်းမှုတွေယရဏ3ပါးရဲ့ထံလုပ်ပါမင်းလုပ်ပြီးသွားတဲ့ကောင်းမှုအဖို့ပါကတွေငါ့ကိုရည်မှန်းလို့အမြတ်တမ်းနေလှမ်းပေးလို့ယရဏ3ပါးရဲ့ထံတော်ပါကုသိုလ်တွေပွားပြီးတော့နေ့စဉ်ထာဝရနေရစ်ခဲ့ပါလို့မှားနေတယ်မမှားနေဘူးလားပြိတ္တနောက်တစ်ခုမှားအောင်မယ်နော်တဲ့မင်းငါမရှိတဲ့အခါမျိုးမှာငါရဲ့အမေမင်းရောက်ခမကြီးနဲ့လေတဲ့အောင်တော့ပေါင်းပါတဲ့ဒီလိုဆိုတော့ပြိတ္တမိသားစုဝင်3ယောက်နေတယ်လို့မှတ်ပါမိသားစုဝင်ဘယ်နှယောက်နေတယ်ကွာတဲ့ငါအမေမင်းရောက်ခမကလည်းပဲမင်းအမေပဲဆိုပါတော့တဲ့ကိုကနိစ္စပြောတာဥမေတ္တာပြောတာမဟုတ်ဘူးနော်တော့ကြသေနာသူဟာသူပြောပြီးတော့လို့ပြောနေအောင်မယ်ဟုတ်လားအဲ့ဒါပြိတ္တကိုကနိစ္စကဘာပြောလဲဆိုတော့ငါအမေမင်းရောက်ခမကြီးကအသက်ကြီးပြီကွာတဲ့ဘာဖြစ်ပြီတဲ့လူကြီးဆိုတော့ဖြစ်တောက်နဲ့တောင်ပြောမြောက်ပြောတော့ပြောတတ်တာပဲတဲ့ဒါပေမဲ့ဖြစ်တောက်ဖြစ်မြောက်မဟုတ်ပါဘူးတီးခံပြီးတော့သူ့သဘောကျနီးမှန်တီးခံပြီးနေပါလို့ပြိတ္တရေဇနီးတယ်လေးကိုအရာရာဆဆမမှားနေဘူးလားနေပါလို့ပြိတ္တရေဇနီးတယ်လေးကိုအရာရာဆဆမမှားနေဘူးလားဒီလိုမာသရာရှိတတ်တဲ့အမှားပါတဲ့အခါကျတော့မတ်တော်ကလည်းကိုဟာနိစ္စကိုကြည့်လို့ငိုသောမျက်လုံးမှာပြုံးရိတ်ကလေးပေါ်အောင်ပြုံးတယ်တဲ့မျက်လုံးကတော့မျက်ရည်တွေဒါပေမဲ့ဟန်ဆောင်ပြီးမပြုံးဘူးလားမဲဒကမကြီးမှတ်ထားမတ်တော်ကလှုပ်ပုံနော်ပြိတ္တငိုသောမျက်လုံးမှာပြုံးနေပေါ်အောင်ဖန်တီးလို့စိတ်ချလို့သွားပါကိုဟာနိစ္စတော်သာလည်းရင်ကြမ်းကြမ်းမှချမ်းသာသာနဲ့တစ်ဖက်နိုင်ငံမှာရောင်းရည်ဝယ်ရကိစ္စတွေအစဉ်ပြေချောမွေ့သွားနဲ့ကိုယ်နိုင်ငံကိုခရီးခက်မြန်ကြီးအောင်မြင်မှုတွေနဲ့ပြန်လာနိုင်ပါစေမမှားဘူးလားဗျာဒါပေမဲ့တော့တဲ့ကျုပ်ကတော့တော်မရှိတဲ့နောက်ပိုင်းဒီမှာဖြင့်လွမ်းစိတ်တေးပိုးလွမ်းမို့ညူလို့လွမ်းကိုတန်တလွမ်းဘဝနဲ့လွမ်းရအောင်တော့မှာပဲလို့လည်းပြောပါပေါ့ပြိတ္တမိမအမျိုးသမီးတွေဆိုတော့မပြောဘူးလားသူတို့ပလီပလာမပြောတတ်ဘူးလားပြောတတ်တယ်နော်ဥမေတ္တာပြောတာမဟုတ်ဘူးနော်အဲ့ဒါပြိတ္တရဲ့ဒီလိုမာသရာရှိတတ်တဲ့အမှားပါပြီးတော့မခွဲကျင်တော့လည်းပဲပြိတ္တရဲ့ခွဲခွာလို့လဲတက်ကြီးခရီးဆက်ပြီးမသွားဘူးလားပြိတ္တဒီလိုနဲ့ရမလာပြောင်းနှစ်တည်းကြာညောင်းပြီးတော့လာတဲ့အခါကျတော့ကိုဟာနိစ္စနဲ့မတော်ကတော့ပြိတ္တရဲ့အချိန်လေးတွေကြာမလာဘူးလားပြီးတော့မခွဲကျင်တော့လည်းပဲပြိတ္တရဲ့ခွဲခွာလို့လဲတက်ကြီးခရီးဆက်ပြီးမသွားဘူးလားပြိတ္တဒီလိုနဲ့ရမလာပြောင်းနှစ်တည်းကြာညောင်းပြီးတော့လာတဲ့အခါကျတော့ကိုဟာနိစ္စနဲ့မတော်ကတော့ပြိတ္တရဲ့အချိန်လေးတွေကြာမလာဘူးလားကြာလာပြီလို့ဆိုတော့တစ်ဖက်နိုင်ငံကိုရောက်နေတဲ့ကိုဟာနိစ္စကလည်းချစ်စားခင်စားဇနီးတယ်လေးမတော်ကကိုလွမ်းနေရသည်တဲ့တမှုတရားရဲ့ဆွဲအားပြောပြိတ္တရဲ့ဘာရဲ့ဆွဲအား
ဒီဘက်သာဝတိတိုင်းပြည်မှာကျန်နေခဲ့တဲ့မသောကကလည်းဟိုနိုင်ငံသွားတဲ့ကိုဟာအိဋ္ဌာကိုတန်တလို့လွမ်းနေရတဲ့နေတိုင်းပါတဲ့ပြိတ္တကြီးနှောင်ကြိုးလေးတစ်မြင်ဟာသိဖြတ်ခတ်တယ်နော်ဖြတ်ရမခတ်ဘူးလားဒါကြောင့်လို့လောကမှာပြိတ္တကြီးဆွဲအားတွေအကောင်းဆုံးအရာဘယ်အရာလဲလို့မေးရင်သမုဒယတဏတဲ့ပြောပါပါလိမ့်သမုဒယတဏဘယ်လောက်ထိဆွဲအားကောင်းတယ်လဲဆိုမြန်မာပြည်နဲ့အမေရိကလှမ်းပြီးတော့မဆွဲဘူးလားဆွဲအားတွေမပြင်းဘူးလားပြိတ္တတပင်နဲ့နော်ပြိတ္တကြီးဘယ်နှပင်ရင်သေးကနွယ်တဲ့တပင်နဲ့ဘယ်ထဲကနွယ်ပင်ဘာနွယ်ပင်လဲလို့ဆိုရင်ပြိတ္တကြီးသမုဒယတဏနွယ်ပင်ဘာနွယ်ပင်အခုဒီမှာမသောကလည်းကိုဟာအိဋ္ဌာလွမ်းတဲ့အခါကျတော့လင်သားအမှားပါခဲ့တဲ့အတိုင်းပြိတ္တကြီးတသွေမသိမ့်လိုက်နာလို့ဘုရားတရားသံဃာယရဏသုံးပါးရဲ့ထမနနတ်ကိုစွန့်ညရေချမ်းနဲ့စီမိပန်နေညာမညို့အောင်လို့ကောင်းမှုတွေပြုပြီးတော့တောင်းစုတွေလည်းအကျဉ်းချင်းဆိုတောင်းစုတွေဆိုမနေဘူးလားဖြစ်တယ်ကိုဟာအိဋ္ဌာတစ်ဖက်တနိုင်ငံမှာရောက်ယူဝရသည်အစဉ်ပြေချောမှုပါသည်ကျမ်းမာလို့ချမ်းသာပါစေကိုယ်နိုင်ငံကိုခရီးအပြီးခက်မြန်မြန်လာနိုင်ပါစေလို့ကုသိုလ်တွေပြုပြီးစုမတောင်းဘူးလားပြိတ္တတပြေပန်းရေချမ်းတဲ့ကုသိုလ်မေတ္တာနန္ဒညဟဲပြီနော်တပြေပန်းရေချမ်းတဲ့ကုသိုလ်နေ့စဉ်ကွယ်ဆွမ်းတော်ကတဲ့တောင်းအပ်စုကိုဘေးရန်ငယ်ပြောရမဖို့အကြောင်းမေကညာစေတနာလွမ်းကပါပရမေဘဂဝါချီတော်နံမာလတန္တစုတော်နေ့တိုင်းပြိတ္တယရဏသုံးပါးရဲ့ဓမ္မစွမ်းနေကစီမိပန်နေလို့လူဒန်းပြီးတော့ပြိတ္တရေကောင်းမှုတွေနဲ့တောင်းစုတွေဆိုမနေဘူးလားဒီနေ့ကဥစဉ်တို့ဒကမတွေပောက်ကရလှုပ်တယ်လို့တွေလည်းလှုပ်ရင်လှုပ်မှာပေါ့နောင်အရှိကောင်းအောင်လို့ဆိုပြီးတော့ညောင်ပင်ကြီးရည်တွေလောင်းလို့လားမလှုပ်ကြဘူးလားမဲနောင်အရှိလန်းအောင်လို့ဆိုပြီးတော့ပြိတ္တရေအောင်တပြေပန်းနေလေဘုရားရှိရှုပ်ရှက်ခတ်အောင်ထိုးလို့ထိုးလှုပ်ကြတယ်နော်အဲ့ဒါပြိတ္တရေမျိုးမျိုးသောအကုသိုလ်တွေပြုပြီးတော့စုမွန်နေတောင်းပြီးတော့နေတဲ့မသောကဟိုဘက်ကကိုဟာအိဋ္ဌာနဲ့နှစ်ယောက်သားလွမ်းကြတဲ့အခါကျတော့ပြိတ္တရေတန်တလို့အလွမ်းဖြေတယ်တဲ့တန်တလို့ဘာလုပ်တယ်အလွမ်းဖြေပုံလေးရှိတုန်းကပြိတ္တသိဆန်းတယ်ဗျာခြေတုန်းကဦးဇင်းတို့ IT ခေတ်အင်တာနက်ခေတ်ကြီးမဟုတ်တော့ပြိတ္တရေဖုန်းတွေဘာတွေညာတွေဘာမှမရှိဘူးရှိလားဒါပေမဲ့တနိုင်ငံနဲ့တနိုင်ငံလှမ်းပြီးတော့ဆက်သွယ်တာကပြိတ္တရေလာမင်းကြီးကတမန်တော်တဲ့လာမင်းကြီးကပါတဲ့တယောက်နဲ့တယောက်ပြိတ္တရေအလွမ်းဖြေဖို့ဆိုရင်လာပြညာကလေးစောက်ရတယ်မဲတို့တော့တိတ်ကြတဲ့ဒကမာတွေဖုံးနေပါလိမ့်မရှိရင်မလိုဘူးနော်လာလေးတာကြည်ဟုတ်လားဒကာတွေရောဒကမာတွေရောအဲ့ဒီနီးလေးမှတ်ထားဗျလာတာတဲ့ညအခါဆိုရင်ပြိတ္တလာမင်းကြီးကြည့်ပြီးတော့အလွမ်းဖြေကြတဲ့ဟိုလာမင်းရဲ့ရင်တွင်မပြေလွမ်းစိတ်ဝေလို့အသင်ချေညကုန်ခဲ့ရတယ်ခန္ဓာရာကြုံမကြုံစလွမ်းပြနာတန်ဒုစာကံပဲလွမ်းနေကြောင်းသာပြောလိုက်ွယ်မဲဒီဘက်တာဝတိရမတော့ကလာမင်းကြီးကြည့်လို့မပြောဘူးလားရာဇဂိုကကိုဟာအိဋ္ဌာကလည်းပြိတ္တရေလာမင်းကြီးကြည့်လို့ပြောတယ်တဲ့ညညာခင်းကြတော့မျက်နာချင်းလာမင်းမဆုံးတယ်မျက်နာချင်းဗမာဆုံးတယ်ပတ်စံမကုံသိအစဉ်ပြည်တယ်နော်ပြိတ္တညညာခင်းမျက်နာချင်းလာမင်းမဆုံးတော့လာမင်းသတင်းတောက်ရဲ့ညာတွင်းချင်းအရောက်ပို့ပါလို့ဆိုပြီးတော့ပြိတ္တရေလာမင်းကြီးကတမန်တော်တယ်နော်ဒီလိုနဲ့ပြိတ္တရေကိုဟာအိဋ္ဌာနဲ့မသောကတို့ခွဲကွာတဲ့ရက်တွေကလာရီကြာညောင်းလာတဲ့အခါကျတော့မသောကရဲ့တန်တမပြိတ္တရေပရိတန်ဒီကိုဝန်သားရင့်မာတဲ့အခြေအနေပြပြီတဲ့ဘာဖြစ်ပြီတဲ့အမျိုးသမီးတဘာဝဖြစ်လာပြီတဲ့နော်ဒီလိုဖြစ်လာပြီဆိုတဲ့အခါကျတော့ပြိတ္တရေမျိုးသမီးတွေဒီကိစ္စဖြစ်ပြီဆိုရင်ဖုံးထားလို့ရသေးလားအဝိနိကဒုက္ခ၅မျိုးဖျားဟောတဲ့ထဲမှာအဲ့ဒါအပါဝင်အဲ့တော့ပြိတ္တဘုံမရပြီးမရအခြေအနေမျိုးပြလာတဲ့အခါကျတော့ပါဝန်းကျင်ကမေးငေါ်ကြတယ်တဲ့ပြောပါဝန်းကျင်ကဘာလုပ်တယ်ဟုတ်တော့ဒီကောင်မကြည်စမ်းသူ့ယောက်ျားနဲ့သူတနေ့လေးအတူနေပြီးတော့ဟိုသူ့ယောက်ျားနိုင်ငံခြားသွားသူကအခုနောက်ပိုင်းဒီလိုကြီးဆိုတော့ပါဝန်းကျင်ဆိုတာပြိတ္တကိုထမင်းကိုစားသူများစကားကိုလှုပ်ပြောတာပါဝန်းကျင်ပြိတ္တပါဝန်းကျင်နဲ့ပတ်သက်လို့ဦးဇင်းတို့ကကောင်းတဲ့ဘက်မှာလည်းရှိသလိုမကောင်းတဲ့ဘက်ကလည်းသိစေဖို့အတွက်ဒသနာတစ်ခုထုတ်တယ်ပြိတ္တကြိုက်မှမကြိုက်မှမှတ်နဲ့နော်ပါဝန်းကျင်ဆိုတာကိုဥမေတ္တာဆိုခြင်းနဲ့ပြိတ္တလိုအပ်ရင်ဝန်းရံတတ်တဲ့လောက်မလိုရင်ကျင်ထားတဲ့သဘောကပါဝန်းကျင်လို့ပြောချင်တယ်မှန်ရလားပြိတ္တအဲ့ဒါပြိတ္တရေပါဝန်းကျင်ကတောင်ပြောမြောက်ပြောရှေ့ပြောနောက်ပြောတွေကြက်ကြက်ပြောတဲ့အခါကျတော့အဲ့ဒီစကားဘယ်သူနာကြားတယ်လဲဆိုတော့မတ်သောကရဲ့ရောက်ခမကိုဝါအိဋ္ဌာရဲ့မိခင်ကြီးနာကြားပြီတဲ့ကြားမသွားဘူးလားပါဝန်းကျင်ကဟိုပြောဒီပြောနားမခံတော့သွေးထိုးတဲ့ဘေးစကားကြီးကြက်ကြက်ကြားတော့ဒကမာကြီးကရှေးရိုးဆိုတော့ပြိတ္တရေ
ရှေးရိုးကြီးဆိုတော့စိတ်ထဲမှာတစ်မျိုးလွဲတွေးလိုက်ပြီတဲ့ဒါဆိုရင်ဒီကောင်မငါသားမရှိခင်မှာဖောက်ပြန်တဲ့အမှုပြုတာပေါ့လို့ဆိုပြီးတော့ပြိဿရေတယူတန်နေမလုပ်ဘူးလားတယူတန်ရင်တစ်ဖက်သက်ဖြစ်တတ်တယ်ပြိဿသေချာမှတ်ပါတယူတန်ရင်တစ်ဖက်သက်ဆိုတာပြိဿရေတစ်ဖက်သားကိုသေအောင်တတ်တာနော်နားလေရလားဗျာအဲ့ဒါပြိဿရေမသောကကိုဒီလိုတခါတည်းမှရှင်းနာခေါ်ပြီးတော့ညီဒီလိုဒီအကြောင်းဟုတ်သလားမှန်သလားပြောတော့မသောကကမဟုတ်ရပါဆိုတဲ့အကြောင်းလေးပြိဿရေမြဲရဲတွေတွေ့ကြားပြီးတော့ရှင်းပြနေတယ်ရှင်းပြမနေဘူးလားမဟုတ်ရပါဘယ်လိုပဲအကြောင်းနေအမျိုးမျိုးပြလို့ရှင်းပြပေမဲ့လို့ဘွားကြီးကတရားမေကတံပါပံငါသားမရှိခင်နင်းရုပ်မာတဲ့အလုပ်တွေလုပ်တာလို့တစ်ဖက်သက်ကြီးပြိဿမလုပ်ဘူးလားကြက်ကြက်ဆွဆွဲတတ်ကြတဲ့ဇောကောအတင်းဟောဆွဆွဲတဲ့အခါကျတော့မှကရတော့နေကတိတဲ့ညီငါအိမ်မနေနဲ့တော့တဲ့ပြိဿကြီးပါတယ်ဗျာနှင်ချတယ်ဘာလုပ်တယ်အတင်းကောတခါတဲ့ဇောကောတင်းကောနှင်ချခုခေတ်လိုမျိုးသမီးရေးရရှင်တော့ဘွားကြီးမလွယ်ဘူးနော်အဲ့ဒါဇောကောတင်းကောနှင်ချတဲ့အခါကျတော့ဟိုကမသောကကမဟုတ်ရပါအမေရဲ့ကျမကိုဟာနေသာပြန်လာသည့်တိုင်အောင်တော့ဖြည့်ရှင်းခွင့်လေးပေးဖို့အတွက်ဒီအိမ်ကစောက်ခွင့်ပြုပါဆိုတော့အောင်မယ်ညီငါသားလဲကျူးထန်းခိုင်းမှာပေါ့ဇွတ်ဒီအတင်းနေပြိဿရေဆွဆွဲမနေဘူးလားမရဘူးကရတော့နေကတိကရတော့အိမ်မှာနေကတိနှင်ချပြီဆိုတဲ့အခါကျတော့ဘယ်လိုမှရှင်းမရတော့အထုပ်ကလေးပိုင်လို့လင်းသားမျက်နှာတရွာထင်ပြီးတော့တာဝတိပြည်ဝင်လိုက်ခဲ့တယ်မတော်ကပြိဿရေခေါင်းငိုက်ဆိုင်ကြလို့အိမ်ဘော်ကဆင်းခဲ့ပြီရှင်းမလားဘူးလားပြိဿဒါကြောင့်ပြလောကသားရတယ်လို့ထင်တာဒီအကုန်လုံးဟာကြာမခံပါဘူးပြိဿရေတောကနဲ့လပန်းလုံးရပြီတဲ့ဘာနဲ့လပန်းလုံးရပြီပြောစရာအထင်နဲ့သားရပွဲလို့မြင်ထားတဲ့ပြိဿရေတမှုရိယသစ္စာအခြေခံတာတွေအကုန်လုံးဟာအချိန်တန်ရင်နဲ့အကျိုးဆက်ကဒုက္ခတွေလာတော့မယ်နော်ရာဂကိနာရောသကိနာမောဟကိနာအာရိတံဇာတိယဇရာယမရဏေနသောကေဟိပတိဒေဝေဟိဒုက္ခေဟိဒေါမနတေဥပယာတေဟိလို့တမှုရိယသစ္စာအခြေခံတာတွေမှန်သမျှပြိဿရေမိဆက်တစ်ပါးလောင်ဖို့အကြောင်းတဲ့ပြောမိဘနှစ်ပါးလောင်ဖို့အကြောင်းအခုတော့တောကတွေရင်မာပြိုးလို့တောကမိုးတွေဆွေးပြီးမျက်ရည်တွေတွေ့ကြလို့ပြိဿရေဒုက္ခတွေမကြုံလာဘူးလားตายရတယ်လို့ထင်ပြီးတော့နှစ်သက်တဲ့အတွက်ကြောင့်မို့လို့ပြိဿရေဆွဲလန်းတဲ့အတွက်ကြောင့်မို့လို့မရအောင်ပြုလုပ်တယ်ဒီချာမှတ်ပါပြိဿနော်ဒီတော့ခေါင်းငိုက်ဆိုင်ကြလို့ငါပဲနောက်လိုက်ရပါတော့မလဲလို့ဆိုပြီးတော့ပြိဿရေမျက်နှာငယ်နဲ့ဖြစ်နေတဲ့မတ်သောကနောက်ဆုံးတော့အာကုရရှာလိုက်တော့တာမိကရာဇဂဟေတာမိကံကဝေတံတော်ရာဇဂဟေရာဇကျုံနိုင်ငံသို့တာမိကံလျောက်ကြကိုကဝေတံတော်ရှာဖွေဖို့လိုက်တော့မယ်တဲ့ပြိဿရေနောက်ဆုံးဘယ်သွားရမလဲလို့စဉ်းစားလိုက်တော့ရာဇကျုလိုက်မယ်တဲ့ဘယ်ကိုလိုက်မယ်တဲ့ဟောတနိုင်ငံနဲ့တနိုင်ငံခကြီးပြိဿရေသိဝေးတဲ့ယူဇနာပေါင်း64ယူဇနာဝေးတယ်ပြိဿရာဇကျုနဲ့တာဝတိဟာခြေတုံးကခေါ်ဘလောက်ဝေးတယ်ဦးဇင်းတို့တိဋ္ဌိယောဇနာမက္ကံဆိုယူဇနာပေါင်းဘလောက်ဝေးတယ်ပြိဿတိဋ္ဌိယော60မဟုတ်ဘူး64ယူဇနာပြိဿဘလောက်ဝေးတယ်အဲ့ဒီလောက်ဝေးတဲ့ခကြီးကြီးကိုပြိဿရေမတ်သောကကုန်းချောင်းအဖြစ်နဲ့အမျိုးသမီးတယောက်ထဲလိုက်ရမှာစဉ်းစားကြည့်တဲ့ပြိဿလွယ်တဲ့ကိစ္စဒါပေမဲ့ပြိဿရေတမှုရိယတဏရဲ့ဆွဲအားကကုန်းချောင်းလဲသွားရဲတယ်လက်ပစ်လဲကူးရဲတယ်ဆိုတာမှန်တယ်နော်ပြိဿမှန်ရလားပြိဿအဲ့တော့မတ်သောကကိုပရိသတ်နေသားကြီးလဲလွယ်ထားရတဲ့အထုပ်ကလေးပိုက်ပြီးတော့ပြိဿရေတောအထက်တာဝန်ရှိုးအမျိုးမျိုးသောခကြီးချမ်းတွေကိုဖြတ်သန်းပြီးတော့ပြိဿရေကိုဟာနေစာရှာဖို့အတွက်သာဝတိကရာဇကျူလိုက်လာပြီလိုက်မလာဘူးလားရာဇကျူလိုက်လာတဲ့အခါကျတော့ပြိဿရေတလန်းဝင်တလန်းထွက်တတော်ဝင်တတော်ဆင်းတဲ့ပြိဿဒီလိုထွက်လာခဲ့တဲ့မသောကတခါတရံကြတော့လဲပဲတောတဲ့တောင်ထဲမှာလို့တစ်ပင်လေးတစ်ပင်တွေ့ရင်အနာယူဖို့အတွက်တစ်ပင်လေးအောင်ငုတ်တုတ်ကလေးထိုင်လို့ပြိဿရေဒါပေမဲ့ကိုလွမ်းမောရကောင်းမှမသိဘူးပြိဿငါအခုလိုဒုက္ခတွေအနာယူဖို့အတွက်တစ်ပင်လေးအောင်ငုတ်တုတ်ကလေးထိုင်လို့ပြိဿရေဒါပေမဲ့ကိုလွမ်းမောရကောင်းမှမသိဘူးပြိဿငါအခုလိုဒုက္ခတွေတနာလီမလဲအကျဉ်းသားတွေပိုလာလီမလဲလို့ပြိဿရေတမှုရိယတဏအားကြီးနေတဲ့တတ္တဝါဟာပြိဿကိုဒုက္ခကိုမမြင်ဘူးတဲ့ကိုဒုက္ခကိုမြင်သလားကိုဒုက္ခကိုမမြင်မဲနဲ့ပြိဿရေဟိုဘက်တစ်ဖက်လှမ်းပြီးတော့ပြိဿအတွေးလွဲတွေမတွေးဘူးလားအဲ့ဒါကိုပဲပြိဿရေအဝိဇ္ဇာလို့ခေါ်တယ်ပြောပါလို့ခေါ်တယ်အဲ့ဒါပြိဿရေမသောကတစ်ပင်လေးတစ်ပင်အောက်ရောက်အမောဖြေလိုက်ခါတရံကြတော့တောနတ်ကြီးတွေထက်ကိုရောက်သွားတော့
နေထွက်လို့ထွက်နေမှမသိမိုးချုပ်လို့ချုပ်လာမှမသိတောတွေကြက်ကြက်နဲ့တဲ့ထဲမှာတယောက်တည်းအမျိုးသမီးဘလောက်ထိအားရငယ်နေမယ်ဆိုတာပြိတ္တရေတွေးကြည့်ရင်မသိနိုင်ဘူးလားကိုယ်ကနေစီလာစီအချိန်ရောက်လို့မွေးတော့မယ်တဲ့ဘာဖြစ်တော့မယ်ဟာပြိတ္တတောကြီးထဲမှာအားကိုးရရှိသေးလားတာဘွားဆရာဝန်တွေလည်းမရှိဆရာမတွေလည်းမရှိအခုအရက်ထဲလက်ဆွဲရမယ်သူလည်းမရှိဆိုတော့ပြိတ္တသူ့အတွက်ဒုက္ခရောက်မနေဘူးလားအာကိုရဘာများရှိလိမ့်မလဲလို့ဖြက်ဖြက်လူအောင်နာကျင်တဲ့ဝေဒနာတန်ချက်ကြားကအာကိုရပတ်ရှာလိုက်တော့ပြိတ္တရေကံကောင်းသွားတာလေးတစ်ခုကအဲ့ဒီတောနဲ့ကြီးထဲမှာဘယ်လိုစေတနာကောင်းတဲ့အလူရှင်မျိုးကစောက်ထားတယ်ဆိုတာကိုဦးဇင်းတို့ပိဋကတ်တော်မှာမပြပြိတ္တနော်ဇရက်ပြက်ကြီးတစ်ဆောင်တွေ့တဲ့ဘာကြီးတစ်ဆောင်တွေ့တတ်မဲ့အာကိုပြောပါအာကိုငါဒီဇရက်ပြက်ကြီးပေါ်တက်ပြီးတော့ဒီကိုဝန်တန်ဒီသားမွေးရမှာတော်မယ်လို့ဆိုပြီးတော့ပြိတ္တရေအနာထသာလာယံကဗ္ဗဟောဌာနံအာဂတိအနာထသာလာယံဇရက်ပြက်ကြီးတစ်ဆောင်ပေါ်ကိုတွေ့လိုက်ဇရက်ပြက်ကြီးပေါ်သို့သွားကဗ္ဗဟောဌာနံကိုယ်ဝန်မထားခြင်းပြိတ္တနေမိဖွာခြင်းကိုအာဂတိကောင်းစွာမသွေပြုနိုင်တော်မူလိုက်လေတည်းဒီညတရားသာဓုခေါ်ရတဲ့နေရာတော်တော်ရှားတာအဲ့ဒါကြောင့်ဦးဇင်းတို့ကခလေးတယောက်တည်းမွေးတာသူခင်ဗျာတနာစရာအားငယ်နေတော့အဲ့ဒါပဲဝိုင်းမိသာဓုခေါ်ပြလိုက်ပါနော်မွေးပြီတဲ့ပြိတ္တမမွေးဘူးလားမွေးလိုက်တဲ့ကလေးကပြိတ္တရေသူဝနာဗိမာတရိတံသူဝနာဗိမာတရိတံပုတ်တံဝိဇာကြီးတဲ့သူဝနာဗိမာတရိတံရွှေအဆင့်နဲ့တူသောပုတ်တံသားယောက်ျားလေးကိုဝိဇာကြီးအောင်အောင်မြင်မြင်နဲ့ကောင်းစွာမသွေမွေးဖွားတော်မူလိုက်လေတည်းသာဓုလုပ်လိုက်အောင်ပြိတ္တရေနော်တာဓုတော့မခေါ်တိုက်ဘူးဒါပေမဲ့လို့ပြိတ္တဟိုမှာတယောက်တည်းအားငယ်နေတာတားယောက်ျားလေးမွေးတယ်ဆိုတော့ဝင်းဝိုင်းတာပြီးရင်ကောင်းတယ်ကောင်းတယ်ဟုတ်လားပြိတ္တအဲ့ဒါပြိတ္တရေမတော့ကတားယောက်ျားလေးမွေးပြီတဲ့ဗာလေးမွေးလိုက်တယ်ဆိုသားကလေးဦးဝဲဧကနေဆိုတဲ့ငိုတဲ့အတန်လေးကြတော့ပြိတ္တရေတယောက်တည်းနော်အဲ့ဒါသားကလေးမျက်နှာရွှေရွာကိုတွေ့လဲတွေ့လိုက်ကောပြိတ္တရေခုနပင်မနာတွေဆင်းရဲတာတွေတောကတွေပျောက်သွားတဲ့ပြိတ္တအဲ့ဒါကိုကပဲလျင်ပြိတ္တရေအနုတယအနေနဲ့ကိန်းနေတဲ့သဘောလေးကရှေ့တန်းကိုတက်လာလို့ပြိတ္တရေခုနတော့ကပျောက်သွားတဲ့အောင်ဖြစ်တာပြိတ္တဒါကိုကပြိတ္တရေဒုက္ခအကြီးကြီးကိုဖြစ်စေတော့မဲ့မိဘွားတစ်မျိုးဗါတဲ့ဗျာသားဆိုတဲ့တန်ရောစဉ်ကြောင့်ပင်မနဲ့ဆိုတာဒီခဏပျောက်တာပြိတ္တတမှုတရားကြောင့်ပဲဘာကြောင့်ပဲပြိတ္တသားဆိုတဲ့တန်ရောစဉ်ကြောင့်မလို့ပြိတ္တရေအခုပင်မနဲ့ဆင်းရဲတဲ့ဆိုတာဒီအမိမေတ္တာနဲ့ပေါင်းစပ်ပြီးတော့ခိတ္တခဏငြိမ်းချမ်းသလိုဖြစ်သွားရပါတယ်ဒီလိုဖြစ်သွားတဲ့အခါကျတော့မတော့ကသားမျက်နှာကြည့်လို့သားတို့ရုပ်ရည်တရားမြည်သားဆိုသည့်စကားအတိုင်းပြိတ္တရေပင်မမှုတွေခဏပျောက်တော့သားကလေးအနှိလေးနဲ့ထွေးပွေပြီးတော့သူ့ပါလာတဲ့အဝတ်အဝတ်စုပ်လေးတွေနဲ့ကလေးညီတာရဲလေးမထွေးပွေထားဘူးလားအမျိုးသမီးတို့ရဲ့သဘာဝကိုယ်ဝန်တန်ဒီဖွာတော့ပြိတ္တရေကိုယ်ဝန်တန်ဒီဖွာထားတဲ့ပြိတ္တန်ဒီအညစ်ကြေးတွေတုတ်တင်စေးကြောဖို့အတွက်ဆိုပြီးတော့ပြိတ္တရေရေရှာဖို့ကိစ္စတဲ့ဘာလို့ဖို့သားကလေးအဲ့ဒီဇရက်ပေါ်မှာအနည်းလေးတွေနဲ့ထွေးပွေထားပြီးတော့ရေရှာဖို့ဆိုပြီးတော့အဲ့ဒီဇရက်ပေါ်ကနေဆင်းသွားတယ်မတော့ကဒီနာအနည်းတစ်ဝိုက်ရေရှာလိုက်အောင်မှဆိုသွားတာပြိတ္တရေအဲ့ဒီလိုသူရေရှာသွားနေတဲ့အချိန်မှာပြိတ္တရေအဲ့ဒီအချိန်မှာတဲ့ဘယ်လိုများကြုံရပါသလဲလို့ဆိုရင်အထက်အဲ့ဒီအချိန်ကအထထိုအခါ၌အဲ့ဒီဇရက်ပြက်ကြီးနာကနေပြီးတော့ပြိတ္တရေဘဝေသံတော်ကုံတဲ့ယောက်ျားလဲသမတယောက်ဒီဖြတ်သွားသည်ရှိတော့ပြိတ္တရေဘာကိုတွေ့လိုက်တယ်လဲလို့ဆိုတော့အယန္တာရကောအာသမိကာယမမပုဋ္ဌောဘဝိတမိတန္တာရကံတိတဝါအယန္တာရကောအာသမိကာယပုဋ္ဌောမမဘဝိတမိပြိတ္တရေဒါရကံကလေးတငယ်လေးကိုဒိတဝါတွေ့မြင်ရ၍အယန္တာရကောဟောဒီကလေးတငယ်လေးသည်အာသမိကာယပိုင်ရှင်မရှိသည်အဖြစ်ကြောင့်မမငါပုဋ္ဌောသာသည်ဘဝိတတိဖြစ်လက်တဲ့ဣတိဤသို့စိန္ဒိတဝါကြံစီ၍ဒါတိယနိုထိန်ဤဟတ်တိလက်၌အထာတိထားပြီတဲ့ဒေါသောကသားလေးဇရက်ပေါ်ထားပြီးတော့ရေရှာသွားတဲ့အချိန်အဲ့ဒီဇရက်ပြက်နာကပြိတ္တလဲသမားတယောက်ကလည်းဖြတ်အမောင်းနဲ့ဖြတ်မသွားဘူးလားဖြတ်သွားတဲ့အချိန်ကလေးငိုတန်ကြတော့ဘယ်နာကပါလိမ့်မလဲလို့နားလဲဆွဲလိုက်တော့ပြိတ္တဇရက်ပေါ်ကလို့သိတယ်မသိဘူးလားသိတော့ဇရက်ပေါ်တက်သွားတော့တောကြီးမြတ်မဲ့ဒီနေရာကလေးငိုတာထူးဆန်းပါလားဆိုဇရက်ပေါ်တက်ကြည့်တော့တွေ့ပြီပြိတ္တရေကလေးလေးမတွေ့ဘူးလားရှစ်စရာရွှေအစင်းလိုဝါဝင်တဲ့တာယောက်ျားအရွယ်လူငယ်ငယ်လေးလူမမယ်လေးမြင်ရတဲ့အခါကျတော့ဒီလဲသမားကြီးကလည်းပြိတ္တရေမြင်ချင်းဒီကလေးကိုတန်ရောစဉ်ဖြစ်တယ်ဘာဖြစ်တယ်မြင်ချင်းတန်ရောစဉ်ဖြစ်တယ်လဲဆိုတော့ပြိတ္တရေဒီလောက်တောကြီးမြတ်မဲ့တဲ့ဒီကလေးကိုလာပြီးတော့ဘယ်အလီနတော့အုတ်ကြားမြတ်ပေါက်တရားမြတ်ကမြင်းကျင်တိုင်းကမြင်းပြီးလာပြစ်သွားပါလိမ့်မလဲပေါ့ပြိတ္တရေအဲ့ဒီလူတွေဒီခေတ်ကောမရှိဘူးလားအဲ့ဒီလိုသူလဲတွေးမိလို့ပြိတ္တစိတ်ထဲထင်ရည်ရှောက်တွေးပြီးဒီကလေးငါမွေးသားမလို့ဆိုပြီးတော့လဲပေါ်ကောက်တင်ပြီးခေါ်သွားပြီတဲ့ခေါ်မသွားဘူးလားဟိုကမတော့ကရေမိုးချိုးပြီးတော့ပြိတ္တရေ
သားကလေးနှုတ်စားရောက်မယ်လို့ဆိုပြီးတော့မိဘမေတ္တာတွေနဲ့သားရေလူလေးလို့ဆိုပြီးတော့ဇရက်ပေါ်တက်မလာဘူးလားတက်လာတဲ့အခါကျတော့မှပြိတ္တကြီးသူထွေးပွေတဲ့အနိဘုံကလေးတဲ့ကြည်လိုက်တော့သားကလေးရှိသေးလားအဲ့ဒီကြမှာရင်ဘတ်လက်နဲ့ပြီးအလိုတော်ငါသားလေးပဲများရောက်သွားပါလိမ့်မလဲလို့ဆိုပြီးတော့ပြိတ္တကြီးခေါင်းမီလောင်မီတဲ့တောကတွေရောက်မလာဘူးလားငါသားလေးပဲများရောက်သွားပါလိမ့်မလဲတောကြီးမြတ်မဲ့တဲ့ဆိုတော့ရှင်သေတေကြတွေများအစာပြစ်နေယူဆောင်သွားကြလျော်သလားငါသားလေးနုနုနဲ့အခုအချိန်ပဲများရောက်ပါလိမ့်မလဲလို့ဆိုပြီးတော့သားရေလူလေးလို့ဆိုပြီးတော့ပြိတ္တရေဒီတခါတော့ဇရက်ဘော်ကခုံချပြီတဲ့သားဆိုတဲ့ဇောဘာဆိုတဲ့ဇောသားရေလူလေးလို့သွေးနုနုသားနုနုနဲ့ဖြစ်နေတယ်မတော့ကသားပြောက်တော့ပြိတ္တရေတောကတွေကတစ်သက်လုံးကြုံလာသမျှဒီတခါကြုံရတဲ့တောကကတော့ယူရပြီတဲ့ဘာဖြစ်ပြီဒါကြောင့်ပြိတ္တရေမိတကမိဘယ်မိအပူဆုံးလဲလို့မေးရင်တန်ရောစင်မိအပူဆုံးမှတ်ပါငါတကကြီးတွေတကကြီးတွေကိုဥမေတ္တာပြောခဲ့တဲ့ပြိတ္တရေဘယ်မိကအပူဆုံးတန်ရောစင်မိအပူဆုံးဆိုရင်ပြိတ္တရေအတန်ကြဲကြဲလေးနဲ့ဆိုလိုက်စမ်းပါမိတကမိဘယ်မိပူတယ်တန်ရောစင်မိအာကြီးပူတယ်ဒုက္ခနဲ့တဝဲလဲလဲအကြောင်းဆိုးအကျိုးညံတတ်တယ်မိတကားမိဘယ်မိပူတယ်တန်ရောစင်မိအာကြီးပူတယ်ဒုက္ခနဲ့တဝဲလဲလဲအကြောင်းဆိုးအကျိုးညံတတ်တယ်နောက်တစ်ခေါက်လောက်ဆိုကြည့်ရအောင်မိတကားမိဘယ်မိပူတယ်တန်ရောစင်မိအာကြီးပူတယ်ဒုက္ခနဲ့တဝဲလဲလဲအကြောင်းဆိုးအကျိုးညံတတ်တယ်ဆိုကြည့်သမ်းမိတကားမိတန်ရောစင်မိအာကြီးပူတယ်ဒုက္ခနဲ့တဝဲလဲလဲအကြောင်းဆိုးအကျိုးညံတတ်တယ်အဲ့ဒီဟာလေးရအောင်မှတ်သွားပြီးအိမ်ကျရင်ဆိုကြနော်ပရိသေရဲ့အကြောင်းကသမုဒယလို့ဆိုရင်အကျိုးတရားကဘာပါလဲအလုံးကြည်ကြည်ပြောပါလေဒါတိယအမှန်တရားတွေမဟုတ်ဘူးလားပရိသေအခုဒီမှာမသောကသားရေလူလေးလို့ဆိုပြီးတော့ပရိသေသားဆိုတဲ့တန်ရောစင်မိကတာသမီဆိုတဲ့တန်ရောစင်ကအခြားမိတိထက်ပိုပူတယ်ဒါကြောင့်ဆိုအောင်ခမတန်ရောစင်လေးစတင်မွေးဖြည်းဖြည်းကြီးထွားသည်ကြာလေကြီးလေတောကပွေဒုက္ခနောက်ဆုံးရှိကြသည်ယောက်ျားပြောက်တာကိုရှားနေတယ်ဆိုတာကလည်းပြိတ္တရေတောကသမှုရယနဲ့ရင်ဆိုင်ခဲ့ရတာမဟုတ်ဘူးလားတားပြောက်တယ်ဆိုတာကလည်းသမှုရယကြောင့်တောကတွေပြောက်တာမဟုတ်ဘူးလားဒါကြောင့်လို့တန်ရောစဉ်ဆိုတဲ့သဘောတရားတွေကိုပြိတ္တရေထာမနောရှင်အမှန်သဘောမြင်အောင်လို့ပြောရရင်တော့ပြိတ္တရေတန်ရောစဉ်မှရင်ဘယ်အရာမှမကောင်းဘူးတဲ့တန်ရောစဉ်ဆိုတာကိုလူပြက်တွေကတော့လူပြက်ဆိုတော့လူပြက်လို့ပြောတာပေါ့နော်တန်ရောစဉ်ဆိုတာကွာတဲ့တန်လုံးရောထားတာကွာတန်လုံးရောလို့ဒဇင်ကြီးဖြစ်ကုန်တာဟာဒါပြည့်ရင်ကောင်မတန်ရင်ရောကွာမတန်လဲရောတာပါပဲကွာတန်ရောစဉ်ကကောင်းသလားပြိတ္တတန်ရောစဉ်ဆိုတဲ့သဘောတရားကပြိတ္တရေစတင်မွေးလိုက်ရင်တစ်ဖြည်းဖြည်းနဲ့ကြီးလာမယ်ကြီးလာရင်တောကတွေလောဘတွေဒေါသတွေမလာဘူးလားဒါကြောင့်အခုဒီမှာမသောကတော့သာယေလူလေးလို့တကြောကြောអော်ပြီးတော့ပြိတ္တရေတောကုံမတ္တကာတဲ့တောကကြောင့်ယူသွားပြီပြိတ္တဒါကြောင့်ဟိုတချင်းလေးကိုတတိယသွားပြန်ပြီတောကရဲ့စီသားမှုကြောင့်ငိုသူတွေငိုအိုသူတွေအိုဆိုမကြဘူးလားဘာရဲ့စီသားမှုကြောင့်အဲ့ဒါကြောင့်ဥစဉ်ဆွေတော်မျိုးတော်ဒီမော်လမြိုင်တကွာကြီးတကွာကြီးတွေကြတော့တရားနဲ့နီးတယ်ပြိတ္တဘာနဲ့နီးတယ်လောကစကပုံရှိတယ်တန်ခါနာနီးရင်မုတ်ဆိုးနာနီးရင်အပြိုကြီးနာနီးရင်မယ်သူကပြောတော့အပြိုကြီးနာနီးအပြိုကြီးတယ်မဟုတ်ဘူးအပြိုကြီးနာနီးရင်စလိတ်မီနဲ့ထိုးခံတတ်တယ်ဘာမီနဲ့ထိုးခံတတ်တယ်ခြေတော်ကရွာတရွာမှာအပြိုကြီးမိအေးအပြိုကြီးမိအေးအမူလွန်မီအပြိုကြီးဖြစ်အမူလွန်မီအပြိုကြီးဖြစ်တော့မိအေးအရွယ်လည်းလွန်သွားတနေ့ကျတော့ပြောင်းမှုပဲစလိတ်ကြီးဖွာလို့တွေးနေ
ငါအမှုလွန်လို့ဒီအရွယ်ကြီးတယောက်တည်းကြံရည်ကြီးဖြစ်နေတာနော်မတယောက်တည်းတောင်းတင်ရေမရတွေလျှောက်တွေးနေတာအခုနေမြန်တာငါငငယ်ကမူခဲ့တဲ့ငါရဲ့အစာဟောင်းကြီးကိုဖိုးတုတ်ဘယ်သူတဲ့တော့ကိုဖိုးတုတ်မြန်ရောက်လာရင်တော့မမူတော့ဘူးငါးစနှုတ်ဆက်လိုက်အောင်မှာတယောက်တည်းဆက်လိုက်ဖွာပြီးတွေးနေအဲ့ဒီအချိန်ပြိဿရဲ့မိကိုတန်းကြီးနဲ့အတူကိုဖိုးတုတ်ကြီးဆင်းလာပြီဆင်းမလာဘူးလားဆင်းလာတော့ကိုဖိုးတုတ်ကြီးသူ့အနားရောက်လာသူ့အတွေ့ထဲမှာရော့ကိုဖိုးတုတ်ဆက်လိုက်လေးတောက်ပါအောင်ဆိုတော့အနားနာအောင်နဲ့တော့ထုံးမိတာဂိမ်းဆိုနော်တန်ခါနာနီးရင်မုတ်ဆိုးနာနီးရင်အပြိုကြီးနာနီးရင်မှတ်ထားကိုကပြန်ကန်နီးအပြိုကြီးတွေခလုတ်တိုက်ပြီးပြန်နေကြနော်အဲ့ပြိဿရေဒီမှာမသောကရဲ့တန်တမှာသာဆိုတဲ့တန်ရောစဉ်တရားတွေကြောင့်ပြိဿရေတောကတွေနှိပ်စက်တော့တောကုံမတ္တကတဲ့ယူသွားပြီဗျာဘာဖြစ်သွားပြီတောလန်နေတဲ့ကိုပြိဿရေတလန်းဝင်တလန်းထွက်နေတာရေတကြောအော်ပြီးတော့သွားနေတဲ့မသောကတောပန်တောင်ပန်းနေမှသားများလဲအကုန်လုံးခေါင်းမှာခူးပြီးတော့ပန်ထားလိုက်တာပန်းဒီနဲ့ဝေယူနေတဲ့အယူမလေးတယောက်ရဲ့တောရရပုံပြိဿမျက်စိတွေပေါ်မလာဘူးလားတခါတရံကြတော့လဲပြိဿရေကြီးငတ်တာရကလေးတွေကတောထဲမှာသူ့တဘဝလျောက်ပျော်မြူးတွန်ကျူးပြီးတော့နေတာကသူ့ကိုရန်စတဲ့ထင်ပြီးတော့ငှက်ကလေးတွေလှမ်းပြီးရန်တွေတွေ့ဖို့ယူနေပြီနော်ပြိဿပန်းစုံပေါ်တဲ့တောဝနာလေမှာတိတ်ငိုက်မှာဆိုလို့တာရကငှက်ကြီးတွေကလွမ်းသူကိုဖမ်းယူလို့လောင်ပြီးနဲ့ရွှေတဲ့သုတ်လေးနော်ပြန်တော့နေညိုရင်ဘုတ်တွေရောပါလို့အုပ်ရွှေဩတွေကတွန်တန်းချူငါကလေးတွေကိုပြီးတော့ပြိတ္တကြည့်ပြီးတော့တယောက်တည်းတဲ့သူ့ကိုငါကလေးတွေကသူ့ဟာသူပျော်မြူးတွန်ကျူးနေတာရန်စနေတယ်ထင်ပြီးတော့ရန်နေလှုပ်လိုက်ပန်းဒီကောင်းမှပန်ထားလိုက်တာရေလူလေးလို့អော်လိုက်နဲ့ပြိတ္တရေတယောက်တည်းတောထဲမှာရောင်လဲဖြစ်နေပုံနေပြိတ္တရေတောကရဲ့သဘောတည်းတမှုရရဲ့အကြောင်းတွေကပို့လိုက်တဲ့အကျိုးတရားတဲ့ဘာကပို့တဲ့အကျိုးတရားဒီလိုနဲ့သွားနေတဲ့မှာတော့ကတဏှာကြတော့ဘယ်နာရောက်သွားတယ်လဲဆိုတော့တောဘုံကြီးတယောက်ရဲ့တဘုံစခန်းနာရောက်သွားပြီတဲ့တောထဲမှာတကူတော့ဖိုက်တာကြီးတယောက်ရဲ့စခန်းနာရောက်သွားတယ်ပြိတ္တနော်သားရည်နဲ့တယောက်တည်းအောနေတဲ့အတန်ကိုကြားလိုက်တဲ့တောဘုံကြီးပြိတ္တရဲ့နားထဲမှာဒီအတန်ထူးတာပဲဆိုပြီးတော့ပြိတ္တရဲ့ဓာတ်ခံမတူတဲ့အတန်တစ်ခုဆိုရင်မီးလောင်တတ်တဲ့တတိထားဘာဖြစ်တတ်တဲ့တတိထားဒါကြောင့်မြင်ရမှာငါမလုံနဲ့ကြားရမှာငါမလုံနဲ့နာနဲ့ရုပ်ဖြစ်ချုပ်ရှုရကြားပါမှန်လားပြိတ္တမြင်တာကြားတာတွေကိုမမြင်တတ်မကြားတတ်တဲ့အတွက်ကြောင့်မလို့တန္တရာတစ်ချောင်းလုံးဒုက္ခရောက်တာမှန်လားပြိတ္တစန့်ကျင်ဘက်အမျိုးသမီးရဲ့အတန်ဟာအမျိုးသားရဲ့နားမှာအကြားမတက်ရင်ကိလေဝင်တယ်ဒီလိုပဲပြိတ္တရဲ့စန့်ကျင်ဘက်အမျိုးသားရဲ့အတန်ကလည်းအမျိုးသမီးရဲ့နားမှာအကြားမတက်ရင်ကိလေသာဝင်တယ်တဲ့ဘာဝင်တယ်တဲ့ဒါကြောင့်ဆိုလိုက်ကိလေသာမိထိန်ထိန်ပြောင်းဒီခန္ဓာရဲ့လောင်းမိငိမ့်အောင်ဘယ်လိုသက်မြင်စေမြင်တယ်မတ်ကြားစေဘလို့မတ်ဟောဗျာကြားစေဒီလိုနံစေထိစေတိစေဒီလိုမှတ်ပါနော်ကဲဆိုလိုက်ဒီလိုမှတ်တော့ကိလေရှင်ဓမ္မသူတော်စင်မြင်အောင်ကြားအောင်ဒီအကုန်လုံးကပြိတ္တရေတကယ်တမ်းတတိထလို့အတိတရားနဲ့ဆုံးဖြတ်တော့သက္ကုံစရူပေပြိစ္ဆာသက္ကုဝိညာဏဒိဏံသင်္ခိတိဖတ်တော်တဲ့မျက်စိထဲကသက္ကုပတာရအကြည်လွာရဲ့အပြင်ရှိကမြင်နေရတယ်ဗဟိတကမြင်ကွင်းဖြစ်တဲ့အစင်းရဲ့ပြိတ္တရေနော်အဲ့ဒီနှစ်ခုပေါင်းစုံထိခတ်လိုက်တဲ့အခါမှာအပြင်အာရဏအတွင်းအာရဏဆိုတဲ့ဒီယုတ်တရားနှစ်ချက်ရဲ့ထိခတ်မှုကြောင့်မြင်သိစိတ်ဆိုတဲ့ဝိညာဏတရားပေါ်သွားတာပြိတ္တမြင်တဲ့သဘောမှဉာဏ်နဲ့စေစားကြည့်လိုက်တဲ့အခါမှာယောက်ျားမိန်းမငါသူတစ်ပါးဆိုတာရှိသလားဒါကြောင့်ရုပ်နဲ့နာမ်ဖြစ်စေကိုမလစ်ဖဲရှုမှတ်ရမယ်နော်တဲ့ပြိတ္တရေရုပ်နဲ့နာမ်ဖြစ်စေကိုမှတ်နေဖို့မလိုဘူးလားဒီလိုမှတ်နေမယ်ဆိုရင်ပြိတ္တရေကိလေသာတဏှာလာစရာအကြောင်းရှိသေးလားအခုဒီမှာတောဘုံကြီးရဲ့နာမတော်မသောကရဲ့အတန်ကြတော့အမှတ်တရားတွေမရှိတော့ပြိတ္တရေကိလေသာဝင်တဲ့ဒီအတန်ဆန်းလိုက်တာတဲ့အမျိုးသမီးတန်ကြတော့ဆန်းမသွားဘူးလားဘာပါလိမ့်မလဲဆိုပြီးတော့ပြိတ္တရေလှမ်းခဲ့လို့ကြည့်လိုက်တော့တွေ့ပါပြီတဲ့တကောင်းလုံးမှာတောပန်းတောင်ပန်းတွေတွေ့သမျှအယူမှပန်ထားတဲ့ပန်းတွေနဲ့ဝေတဲ့မတ်ပန်းဝေတွေ့မသွားဘူးလားအဲ့ဒီမတ်ပန်းဝေကပဲတောဘုံကြီးရဲ့မျက်စိထဲမှာပြိတ္တရေဟတ်ထီတော့တာပဲအကြည့်မတတ်ရင်ကိလေဝင်တဲ့အကြည့်မတတ်ရင်မာရီဝင်အဲ့ဒါပြိတ္တရေမြင်မြင်ချင်းတခါလဲဟိုဖြစ်လဲဖြစ်သွားရောမြင်မြင်ချင်းမြစ်ချင်နေအကုန်ချက်တာပြောပါလို့တာချစ်ခင်ဆုံးမတ်တာနော်
ဦးဇင်းကအတဲပြောရင်ပြိတ္တကကြောင်းပြန်ပြောဟုတ်လားအဲ့ဒါပြိတ္တချစ်ခင်ဆုံးမတဲ့အခါကျတော့ဖြတ်ခနဲ့မသောကကိုနောက်ကနေလက်ဆွဲလိုက်တာဆွဲလိုက်ဘူးလားပြက်ခနဲ့လက်ဆွဲလိုက်တဲ့အခါကျတော့ပြိတ္တတယောက်တည်းယူနေတဲ့မသောကတောင်အောင်မြောက်အောင်နေတာသူ့လက်ကိုပြက်ခနဲ့လမ်းအချိုးမှာပန်းတခိုးကလှမ်းဆွဲလိုက်တာလှမ်းလဲဆွဲလိုက်တော့ပြိတ္တဘာလိမ့်မလဲလို့ကြည့်တော့လက်ထဲမှာဓာကြီးတစ်ဖက်ကင်ထားတာမတွေ့ဘူးလားကြောက်လိုက်တာအဲ့ဒီကြတော့မှပြိတ္တရဲ့အယူတော်ကြောက်တဲ့သေဘေးနဲ့တွေ့ရင်တတ္တဝါတွေကြောက်တယ်သေဘေးနဲ့တွေ့ရင်မကြောက်ဘူးလားမရဏတဗယနကသချောနာမနတ္တိပြိတ္တရဲ့သေမာမကြောက်တာအရိယာသူတော်ကောင်းပဲတဲ့သေမာမကြောက်တာပါလေတတ္တဝါတိုင်းဒီသေဘေးနဲ့ရင်ဆိုင်ရင်ကြောက်ကြသေးတယ်တဲ့မှန်ရလားဗျာအဲ့တော့မသောကလက်ထက်ဓာဆွဲထားတာမြင်ရတဲ့အခါကျတော့တတ်မှကြောက်လို့သူ့မတတ်ဖို့အကြောင်းနေမျိုးတောင်းမှန်တော့ခိုးသူကြီးခိုးသားကြီးကလည်းမတတ်ပါဘူးမင်းကမြင်ချင်းဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတော့ပြိတ္တရဲ့ဇွရောအတင်းရောနဲ့ညာလေတတိတဲ့ကိုင်းဘာဖြစ်လေတတိကအိမ်တောင်ဘဏ္ဍဆက်သိချမှတ်ထားနော်အဲ့ဒါဇောအတင်းရောနဲ့တောဘုံကြီးနဲ့တောသောကတို့ညာလဲညာကြကောပြိတ္တရဲ့တောထဲမှာအတူနေပြီးတော့အကြောင်းဆက်ပေါင်းဖက်လာတဲ့အခါကျတော့ပြိတ္တရဲ့မသောကတောဘုံကြီးနဲ့နေပြီးတော့သမီးလေးတယောက်ထပ်မွေးတဲ့ပြိတ္တဧကံဒီတရံဝိဇာကြီးဒီတခါတော့တာတို့မခေါ်နဲ့တော့အဖို့ရှိတယ်။ဘာလေးထပ်မွေးအဲ့ဒါသမီးလေးလည်းထပ်မွေးရောပြိတ္တရဲ့သားလေးအစားသမီးလေးဖြေသာရတော့မသောကအယူလေးလည်းပဲပျောက်သွားလို့ပြိတ္တရဲ့တောကလေးရဲ့တောကရဲ့ဖြေသာရလေးနဲ့ဖြေးနေတာပေါ့နော်။ဒီလိုနဲ့ပြိတ္တရဲ့သမုဒယနွယ်ပတ်ပြီးတော့သမီးလေးပေါ်မှာချစ်တီးပူပွားလို့သားလေးရဲ့ကိုယ်သားလို့နေလာတဲ့မသောကတောဘုံကြီးနဲ့မသောကပြိတ္တရဲ့အချိန်ကြီးကြာညောင်းလာတဲ့အခါကျတော့တောဘုံကြီးစိတ်ပြောင်းလာတယ်တဲ့တောဘုံကြီးဘာဖြစ်လာတယ်ရဂါသာတော့ကတော့သူပဲဇောအတင်းရောဆိုပြီးတော့မယူထားဘူးလားဒါကြောင့်ဒကမတွေတတိထယောက်ျားယူရင်လေမရခင်ဖြာလူလိတ်ခါထိပ်ပေါ်မှာသာတင်ပြီးတော့မောင်မင်းကြီးသာယောက်ျားဒီမှာကွယ်ဆိုတဲ့ဒေါ်ရီခဲတချင်းလေးတတိယမှန်ရလားမရခင်တောင်ပြောမြောက်ပြောရှေ့ပြောမြောက်ပြောတွေရှောက်ပြောတာမင်းတို့နဲ့ဆိုရင်ဧဝရက်တောင်ကြီးတက်ဧဝရက်တောင်ဘယ်နာမှန်းတော့မသိရှောက်ပြောတာသူကလည်းယုံတာပဲမဟုတ်တာပြောမှန်းကိုသိတယ်အဲ့ဒါကိုယုံတာကခက်တယ်နော်မင်းတို့နဲ့ဆိုရင်ကွာတဲ့ငါမီးပင်လေကြီးလက်ပြကူရတော့မယ်မီးပင်လေဒီမော်လမြိုင်နဲ့မဟုတ်တော့မှပဲလက်ပြကူကပြောကြည့်ကူပါမလားလိန်နာကိုကြိုက်တာခတ်တယ်နော်ပြိတ္တမင်းတို့နဲ့ဆိုငါဘာဖြစ်လို့ညာဖြစ်လို့ဆိုတဲ့လူပြိတ္တရဲ့အဲ့ဒီလိုလူမျိုးတွေကိုတွေ့ရင်ပြိတ္တငါလိန်နေပြီလို့ဦးဇင်းရဲ့ညီမတွေနှမတွေတတိယဘာလုပ်နေပြီလို့တတိယဒီမှာတောဘုံကြီးပြိတ္တစိတ်ပြောင်းသွားပြီတဲ့ခမရရဂါသားလို့မဟုတ်တော့ဘူးသမီးလေးတယောက်မွေးတော့ပြိတ္တတောထဲနေတဲ့လူကြီးဆိုလူချမ်းကြီးမဟုတ်ဘူးလားစိတ်ချမ်းလူချမ်းကြီးဆိုတော့ခဏပြဿနာတက်တိုင်းမသောကပြိတ္တရဲ့ခြေတွေလက်တွေပါလို့ရန်ရှာလာတဲ့ဘာလုပ်လာတဲ့တနေ့သောခါမှာတော့မသောကသမီးလေးရင်ဝင်နဲ့ထွေးပွေနိုးတိုက်နေတဲ့အချိန်တောဘုံကြီးနဲ့သူဖြစ်နေကြထုံးစံအတိုင်းတောဘုံကြီးနဲ့ပြဿနာတက်တော့ဒီတခါငါထားပြီးတော့တောဘုံကြီးထုံးစံအတိုင်းခြေတွေလက်တွေပါရင်ငါသမီးလေးထိတော့မှာပဲဆိုပြီးတော့ပြိတ္တရဲ့သမီးလေးကိုထိသွားမှာဆိုလို့အမေတယောက်ရဲ့စိတ်ဓာတ်နဲ့အနီးအမရှိတယ်ဦးဇင်းတို့ပကတ်ကလေးလေအဲ့ဒီပကတ်လေးပေါ်သမီးလေးပြစ်တင်ထားတော့တောဘုံကြီးကလည်းပြိတ္တရဲ့သူစိတ်ထဲရှိတဲ့အတိုင်းပျော်ဆိုးရိုက်ပုတ်ပြီးတော့တောထဲရှောင်မထွက်သွားဘူးလားထွက်သွားတဲ့အခါကျတော့မှမသောကပြိတ္တရဲ့သမီးလေးအငိုသဲနေတဲ့အတန်လေးကြတော့ငါသမီးလေးဘယ်လိုများဖြစ်ပါလိမ့်မလဲလို့ပကတ်ထဲကသမီးလေးစွဲလဲပွေ့လိုက်တော့ပြိတ္တရဲ့သမီးလေးခေါင်းတောင်စွန်းလေးမှာပေါက်နေတဲ့ဒဏ်ရာလေးမဖြစ်သွားဘူးလားသူ့သမီးကောင်းတာဒဏ်ရာငါကြောက်ရတယ်လို့သိရင်ဒီတောဘုံကြီးပြန်လာငါတတ်တော့မှာပဲလို့ပြိတ္တတော့ကတွေးမနေဘူးလားလို့တွေးရင်းနဲ့ပြိတ္တတောဘုံကြီးပြန်မလာခင်သမီးလေးဒဏ်ရာသက်သာအောင်ရအောင်လုပ်ပေမဲ့ဒဏ်ရာကချက်ချင်းအမာရွတ်ပျောက်သွားမှာမဟုတ်တော့တောဘုံကြီးပြန်လာငါပြဿနာရှောင်တော့မှာဆိုပြိတ္တကြောက်စိတ်တွေလွှမ်းမိုးလာတယ်တဲ့။ဘာစိတ်တွေလွှမ်းမိုးလာတယ်။လွှမ်းမိုးလာတဲ့အခါကျတော့မဖြစ်တော့ပါဘူးဒီသမီးလေးခွဲခွာပြီးဝေးရသွားမှတော်မယ်လို့ပြိတ္တရေဆုံးဖြတ်ပြီးတယ်ကဘာမီးလောင်သားကောင်ချနင်းလုပ်တော့မယ်တဲ့။အဲ့တော့သမီးလေးထားပြီးတော့ငါသွားမှာပါလို့ဆိုပြီးတော့ပြိတ္တဆုံးဖြတ်တော့ဘယ်လောက်ပဲသူစိတ်ထဲမှာကြိတ်ခဲလို့ဆုံးဖြတ်ပြီးမြဲတကယ်ကြတော့ပြိတ္တရေသားသမီးဆိုတဲ့တန်ရောစင်ကျိုးကဖြတ်ရခတ်တယ်နော်ဖြတ်တော့မယ်လို့ကြံလိုက်ရင်သမီးလေးမျက်နှာကြည့်လိုက်တိုင်းခွဲရခတ်နေပြန်တယ်ပြိတ္တရေဒီလိုနဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်အမျိုးအကြိမ်ပြုတ်လုပ်ပြီးတဲ့အခါကျတော့မဖြစ်တော့ပါဘူးကဘာမီးလောင်မှာသားကောင်းချနေနောက်ဆုံးတော့မျက်နှာလွဲလို့ပြိတ္တရေသမီးလေးခွဲလို့တောဘုံကြီးနဲ့ဝေရပြေးခွာလို့သွားပြီခွဲမသွားဘူးလားခွဲသွားနှစ်ခုနဲ့တူချီဥတရတောဘုံကြီးကြောက်လုံးလို့ပြိတ္တရေသွားလိုက်တာစိုက်မြိုင်တဲ့ဒီတခါတော့သူရောက်ပါပြီပြိတ္တရေမြို့တော်ရာဇဂျူကိုတဲ့ဘယ်ကိုရောက်သွားရာဇဂျူလဲရောက်တော့ပြိတ္တရေဘယ်နေရာအာကိုရရှာရပါလိမ့်မလဲလို့တယောက်တည်းရောက်လာလူတွေနေထိုင်ရမြို့ပြကြီးရာဇဂျူရောက်ပြီလဲဆိုတော့ဝင်းသာလိုက်တာပြိတ္တဒါပေမဲ့သူ့အတွက်နေရာရှာရမယ်။ဘာရှာရမယ်။
အဲ့တော့ရှိတုံးရှိကိရှိကတော့မျိုးသမီးများအတွက်နေရာအထူးအဖြင့်ကတော့ဦးဇင်းတို့အခုခေတ်လို့ပြိဿရဲ့ဟိုမျိုးသမီးထိန်းသိမ်းရေးဌာနတွေစောက်ရှောက်ရေးဌာနတွေလည်းမရှိဘူးပေါ့နော်ပြိဿမရှိတဲ့အခါကျတော့ဦးဇင်းတို့ပြိဿရဲ့ရှိတုံးကတော့ဘိက္ခုနီကျောင်းတွေအားကိုးရတာပေါ့ဘာကျောင်းတွေခုခေတ်လို့ဆိုရင်တော့သီလရှင်ဆရာကြီးဆရာလေးတွေကျောင်းမျိုးပေါ့နော်အဲ့ဒါသွားပြီးတော့နေရာထိုင်ခင်းတောင်းခံတော့ဘိက္ခုနီမတွေထံခွင့်ပန်နေရာရလို့တစားနဲ့ပြိဿရဲ့အဲ့ဒီရာဇယုံမှာလာကလေးတန်ကြားလာတဲ့အခါကျတော့ဒီတိုင်းနေလို့ငါးဘွားကြီးမပြီးဘူးတဲ့သူတို့လိုကရုံတုံးဘိက္ခုနီမအဖြစ်နဲ့လည်းသူလုံးလုံးမဖြစ်နိုင်ဘူးတဲ့ပြိဿဝင့်နိုင်သလားဒါကြောင့်သမုဒိယတဏအစွဲအားကြီးနေတဲ့ပုဂ္ဂိုလ်တယောက်ကိုဘဝကြီးဘလောက်စုပ်ပြတ်နေတဲ့ဆိုပြိဿရဲ့ဒုက္ခလွတ်ကြောင်းဘဝကိုနေပါလားမရင်ခေါင်းညံသေးတယ်နော်နားလေရဲ့လားပြိဿအဲ့ဒါမဲ့သောကပြိဿသူ့အတွက်ဒီအတိုင်းမနေဘဝရှည်ရင်ငါတွေးမှဆိုပြီးတော့အလုတ်လေးရှာအောင်ပါတဲ့ဘာရှာအောင်ပါအလုတ်ရှာအောင်ပါဆိုရာဇုံမျိုးတဲ့ထွက်ပြီးတော့ပြိဿရဲ့အလုတ်ရှာလိုက်တာတွေးပါပြီတဲ့ပြိဿရဲ့ခုခေတ်လိုပဲပြိဿလုပ်ငန်းဌာနတွေရှိတော့လည်းရှိမှာပါနော်သူ့အတွက်အလုတ်တနေရာရတဲ့ပြိဿရဲ့မြို့လေကောင်ကကုံစုံဆိုင်ကြီးတစ်ဆိုင်မှာအယောင်စည်မတာဝန်ဒီရမရဘူးလားရလဲရသွားအဲ့ဒီကုံစုံဆိုင်ကြီးမှာပြိဿရဲ့အလုတ်လုံးပြီးတော့နေတဲ့မတော့ကဒီကတော့အခြေလေးနဲ့ချလို့ကြပြီပေါ့နော်ကြားလာတဲ့အခါကျတော့ပြိဿသောကရဲ့တန်ချက်တွေအထုနှက်တွေကြက်ကြက်ခံလာရလို့ပြိဿရဲ့သူ့နှလုံးသားရင်ဘတ်ထဲမှာစစ်ခနဲ့တောင်အောက်လာတဲ့ပြိဿအဲ့ဒါကိုပဲဦးဇင်းတို့ဒီကနေ့ခေတ်လူသားတွေတော်တော်များများကတော့အဲ့ဒါကိုနာမည်တစ်လုံးပေးလိုက်တယ်နှလုံးယောဂတဲ့ပြောပါယောဂဟုတ်တာပေါ့နှလုံးသားနဲ့ယဉ်လာလို့ဖြစ်တဲ့သောကတွေမဟုတ်ဘူးလားအုံနောက်နဲ့တွေးခေါ်ဆုံးဖြတ်ရင်ဒီလိုဖြစ်နိုင်တဲ့အကြောင်းရှိသေးလားလူသားတော်တော်များများကအသိဉာဏ်ရှေ့တန်းမတင်ဘူးပြိဿရဲ့ဘာကိုရှေ့တန်းမတင်ဘူးအသိဉာဏ်ရှေ့တန်းမတင်မဲနဲ့ပြိဿရဲ့တဏှာကိုရှေ့တန်းတင်တော့ပါစင်အောင်လွဲတယ်ပြိဿမလွဲဘူးလားဦးဇင်းတို့ပြိဿတို့ဦးဇင်းတို့လွဲလာတာတန်တရာတစ်လျှောက်လုံးကဒီကနေ့ထိအောင်တော့ဒါကြောင့်ဒီကနေ့ညပြိဿကိုဦးဇင်းစကားတစ်လုံးပြောမယ်ပြိဿရဲ့ပြိဿဟာလွဲနေတဲ့သူတွေဘာဖြစ်နေတဲ့သူတွေကိုတဲ့အောင်ပြိဿရေလျှောက်ရင်တဲ့လျှောက်ရောက်လိုက်မယ်လူကျင်တဲ့နေရာကိုကောက်ပြီးလျှောက်နေလို့ရောက်ပါမလားတဲ့လျှောက်ပါရောက်လိုက်မယ်ပြိဿရေဧကယနောမကောတချောင်းတဲသောလမ်းကိုဘုရားဟောထားတယ်နော်မဂ်ခင်ရှစ်တန်အကျင့်မှန်ဒီအထုတ်ရင်ရောက်မှာပေါ့အဲ့တော့ဦးဇင်းတို့ပြိဿတရားဒီနေရာရောက်ဖို့ဆိုစုတွေတောင်းနေကြလို့ဖြစ်မလားချက်အေးသူ့မေရိုက်ဖြစ်သွားမယ်ပြိဿစုမတောင်းနဲ့တန်တရာမပြတ်သမျှအေးကူလားဖန်ခါခါထထတွေးပါတော့မတ်ချက်အေးလူကွဲချာလေအမှန်မကွယ်မန်းကြီးတွေမပေါက်နိုင်ဘူးတန်တရာအရှိလန်းကိုသာရှောက်နေကြသူမို့အပန်းပြေပြောက်တဲ့နိဗ္ဗာန်နဲ့စိတ်ကြံရွယ်ယုံနဲ့မရောက်နိုင်ဘူးနိဗ္ဗာန်ကိုပြိဿရေဆူတောင်းနေယုံနဲ့စိတ်ကကြံနေယုံနဲ့ရောက်မှာလားအပန်းပြေပြောက်တဲ့နိဗ္ဗာန်နဲ့စိတ်ကြံရွယ်ယုံနဲ့မရောက်နိုင်ဘူးယွန်းမုံလို့ရှောင်းညွန်းနှုံးကောင်းတဏမောင်းကခွာမရောက်မှန်စွာစောတော်လေကရာထောင်းတန်တရာကြောမာလာမျောလျက်နဲ့ကူတဲ့ဘုန်းကြီးတွေတရားတွေခဏဟောတော့တရားသဘောလေးတွေသိတယ်လို့လူတခါတည်းတန်ဝေကလေးလို့မဖြစ်သွားဘူးလားဖြစ်သွားလို့ပြိဿရေငါတော့ဟုတ်ပါပြီဒီဒုက္ခတွေမခံရအောင်ဒုက္ခလွတ်လန်းရှာမလို့ကြံလိုက်ပေမဲ့ရလို့ဟိုဟာကဆွဲဒီဟာကဆွဲနဲ့ပြိဿရေပြန်လွဲမသွားဘူးလားဦးဇင်းရှိရတခါကြီးတွေဒီမှာဆရာတော်ကြီးတွေတရားပွဲတွေညာတိုင်းဟောတော့ဓမ္မတုဒ္ဒနဲ့ဓမ္မတန်ဝေကလေးတွေနည်းနည်းမဖြစ်ဘူးလားဟုတ်ဖြစ်လို့လားဖြစ်တဲ့အခါကျတော့ဥမေတ္တာအခုလိုဟိုတန်တရာလွတ်ကြောင်းလေးတွေပြောတဲ့အခါကျတော့တောထွက်ရှင်စိတ်ကြီးတစ်ခါဖြစ်သွားဘူးလားဒါကြီးမဖြစ်ဘူးလားဖြစ်ပါနဲ့နော်ဖြစ်ရင်ဟိုလိုတောထွက်တာမျိုးမဖြစ်နဲ့တောခိုးခြင်းစိတ်ကဲနဲ့တပိတ်ကိုတဲ့လွယ်တရင်နွယ်ကွဲရှာတုံးချောင်းအနီးမှလာမောင်ကြီးကိုတစီကြိုက်လိုက်မယ်အိမ်ကဒကမာကြီးမင်းလည်းလိုက်ခဲ့အောင်လားတောထွက်မှာတယောက်တည်းမဟုတ်ဒကမာကြီးပါခေါ်အောင်မလားမသိဘူးနော်အဲ့လိုထွက်တဲ့နီးတယ်ဘယ်တော့မှလွတ်မှာမဟုတ်ဘူးတဲ့ပြိဿရေနော်တန်တရာလွတ်ခြင်းနဲ့ဆိုကြရင်ပြိဿရေတန်တရာလွတ်လန်းစားတွေကိုရှာရမယ်အချိန်တန်ပြီတဲ့ဘာလို့ရမယ်အချိန်တန်ပြီတန်တရာလွတ်ကြောင်းဆိုတဲ့အကျင့်ကောင်းတွေကိုအားထုတ်ရမယ်အချိန်တန်မနေဘူးလားဒါကြောင့်ဦးဇင်းပြိဿမြတ်ဘေးဖြစ်တာလေးသစ္စာမမြင်ကံသောကြောင့်တတ္တဝါဒီတန်တရာတစ်လျှောက်လုံးမှာဦးဇင်းနဲ့ဟောဒီဆွေတော်မျိုးတော်တွေအိုဘေးနာဘေးသေဘေးတွေအရင်တုန်းကလည်းကြုံခဲ့ဒီဘဝလည်းကြုံရအောင်မယ်ကြုံနေကြတယ်မဟုတ်လားဘေးဖြစ်တာအားလေးသစ္စာမမြင်ကံသောကြောင့်ပြိဿရေဘေးဖြစ်တာသစ္စာ၄ပါးမမြင်ခဲ့လို့ဥမေတ္တာဒီကနေ့ညအမြင်အောင်ပြနေတယ်နော်ကြည်တတ်ရမှာကိုယ်အလုပ်မှန်လားပြိဿဘေးဖြစ်တာလေးသစ္စာမမြင်ကံသောကြောင့်
ပင်မန်းသူလူအချို့ဘူးလို့မစိုးတနာလီသနောတရားကိုအရေးဖြောလို့ဥမေတ္တာအဆူရီအငူရီနဲ့အတန်ဒီသုံးပြီးတော့တရားကိုအရေးဖြောပြီးဟောနေတယ်ဆိုတာပြိဿကြီးကိုသိစေခြင်းလွန်းလို့တူတူပြက်ပြက်ကြီးတွေဟောသွားရင်တို့နားမဝင်မဆိုးလို့နော်တနာလီသနောတရားကိုအရေးဖြောလို့တခွန်းခေါ်ဇွန်ကောလို့တိုက်ခြင်းရဲ့တရားကြီးတွေတခွန်းခေါ်ဆိုတာသိလားတခွန်းခေါ်ဆိုတာသိလားပိဋကတိသိလားမသိရင်ဘုံဘုံပြောပြမယ်နော်တခွန်းခေါ်ဆိုတာသေတော့မယ်လူမျက်ဖြူဆိုင်နေတဲ့လူသူကအမေးဆိုဇက်ကြိုးကြတော့ပြန်လာသေးလားတခွန်းခေါ်ဒီပါခမညာပြိဋကကြီးတွေဘယ်အဆင့်ကိုရောက်နေပြီယူတို့သုံးချိုင်းခင်းကိုနီးနေပြီခမညာရှင်းရလားတခွန်းခေါ်ဇွန်ကောလို့တိုက်ခြင်းရဲ့ဥမေတ္တာပြင်မမှန်လာပြီးတော့ဇွန်ကောပြီးစေးတိုက်နေတာနော်အချိန်မီမလိမ္မာလူနာမိုက်ကဲတို့တန်တရာတိနဲ့တဝိုက်မှာလာလိုက်ဖို့ကရှိုက်ငိုးလို့မျောကြတယ်ဩမောပါပေါ့ခန္ဓာကိုယ်ဘလောက်ပဲတရားဒီဖယားစားတဲ့သူတော်ကောင်းတွေကဟောခဲ့လို့ဘုရားသားတော်တွေကယနေ့အချိန်ထိလက်စင်တွေကမ်းပြီးတော့မြမပြည်တဝမ်းမှာဟောနေပြီမဲ့ရလို့ပြိဿရဲ့လူမိုက်တွေဒီစကားမကြားဘူးတဲ့ကြားရလားဗျာလူမိုက်နဲ့တလိษံနိဗ္ဗာန်စကားနားခါကြပြီလူမိုက်နဲ့တလိษံနိဗ္ဗာန်နဲ့စတဲ့စကားတွေနားခါမကုန်ဘူးလားဒါကြောင့်ပြိဿရဲ့သာသနာတွင်စကားတွေကသာသနာတွင်နားရှိတဲ့သူတွေပဲကြားမည်မှန်လားပြိဿဒါကြောင့်ဟောဒီပြိဿကြီးကိုဦးဇင်းကနာမည်တစ်လုံးဒီကနေ့ညသုံးခဲ့ပါရစီရှာရှာပါပါဒီတဲ့ဘာဒီပါလဲပြိဿကြီးတိတ်များတယ်ဦးဇင်းမျက်စိထဲမှာပြိဿကြီး3-4တောင်လောက်ကိုရှိနေတယ်နော်ဒါလောက်များနေတဲ့ပြိဿကြီးကပြိဿကြီးမော်လမြိုင်တစ်မျိုးလုံးမှာရှိတဲ့လူတွေနဲ့ရှင်ကြည့်လိုက်ရင်တိတ်နေသွားတယ်မှန်ရလားဗျလူများစုတဲကလူနည်းစုအဖြစ်နဲ့ဒီနေရာကိုရောက်လာကြလို့ဥမေတ္တာစကားတစ်လုံးပြောလိုက်တာဒီပြိဿကြီးအကုန်လုံးကရှာရှာပါပါလေးတွေပါဘာလေးတွေပါလဲဒါကြောင့်ပြိဿရဲ့သစ္စာ၄ပါးမမြင်လို့တန်ត្រာတစ်လျှောက်လုံးမှာအိုဘေးနာဘေးတွေနဲ့ရင်ဆိုင်ပြီးတော့ကြုံတွေ့ခဲ့တာယနေ့တိုင်မဟုတ်ဘူးလားယုံနံနေဟောအမှန်တကယ်ရှိနေတာရဲ့နဲ့ယုံနံနေရတော့အမှန်တိုင်းရှိမနေဘူးလားသိအောင်မလုပ်ကြလို့သိအောင်မကြည့်ကြလို့ဒုက္ခရောက်တာဓမ္မကာယေနပတ္တိတဲ့တရားဆိုတာတခြားမှမကြည့်နဲ့ကိုယ်ခန္ဓာရဲ့ကိုကြည့်ပါယုံနံနေဟောအမှန်တကယ်ရှိနေတာရဲ့နဲ့ငါအင်္ကာမသဘာဝတို့ပါပါလွမ်းခြုံနီးမျိုးစုံနဲ့ဖုံဖုံပြည့်ွင်ဖြစ်လေခြင်းကြောင့်မောင်မင်းနဲ့မဲ့တန္တရာလည်းမသွဲသွဲဒုက္ခဇာတိရ၍နေအောင်အမှန်တကယ်ရှိနေတာရဲ့နဲ့ငါအင်္ကာမသဘာဝတို့ပါပါလွမ်းခြုံနီးမျိုးစုံနဲ့ဖုံဖုံပြည့်ွင်ဖြစ်လေခြင်းကြောင့်မောင်မင်းနဲ့မဲ့တန္တရာလည်းမသွဲသွဲဒုက္ခဇာတိရ၍ယုံနံတွေကိုယုံနံအမှန်တိုင်းမကြည့်တဲ့အခါကျတော့ဒုက္ခတွေမရဘူးလားမောင်မင်းနဲ့မဲ့တန္တရာလည်းမသွဲသွဲဒုက္ခဇာတိရ၍အိုရအောင်မယ်နာအောင်မယ်ပေါ့သေမယ်မယွင်းသေးတဲ့အတွင်းကလွတ်ကင်းဖို့ရန်အဟုတ်ကြံပြီအလုံးပြိတ္တရေယုံနံတွေ့မှအေးလိုက်မယ်ဘာတွေ့မှအေးမယ်ဩဥစဉ်ဆွေတော်မျိုးတော်တွေကိုဥစဉ်အခုလိုအပူတော်မှာဖတ်ပံမောနေတဲ့ဘဝမျိုးတွေကကင်းဝေးစေချင်တာကယင်တဲ့ကစေတနာအမှန်မှန်လားပြိတ္တအေးကျင်ကြတယ်ဆိုရင်တဲ့ပြိတ္တကြီးအပြောနဲ့အေးကျင်လို့မရဘူးခမအလုံးနဲ့တတ်တည်ပြုပါဘာနဲ့တတ်တည်ပြုပါမော်လမြိုင်မြို့မှာထင်ထင်ရှားရှားတဲ့ဆရာတော်သမတော်ကြီးများရဲ့ထမ်းချင်းကလို့အေးသေးကြောင်းတရားတွေတောင်းခံလို့နာကြပြီးရင်ကြင့်ချမ်းပါဘာလုပ်ကြပါခမအချိန်တန်ပြီတဲ့ပြိတ္တရေဘာတန်ပြီအခုဒီမှာမသောကကတော့ပြိတ္တရေရာဇကြုံမြို့ထဲမှာအခြေချလို့နေခွင့်ရသွားတဲ့ဒီဆိုင်မှာအယောင်စီမှာဘဝလေးနဲ့နေရပါမယ်လို့သူ့မှာတဏှာအားကြီးတော့လောကကြီးကိုအမှန်တိုင်းမမြင်သေးဘူးလောကကြီးကိုဘာတိုင်းမမြင်သေးဘူးမမြင်သေးတဲ့ခါကျတော့သူ့ဆိုင်နဲ့နေတိုင်းသူဈေးရောင်းပေးရတဲ့ဆိုင်ကိုပေါ့လေပြိတ္တရေဈေးလာဝယ်နေတဲ့ဖောက်တယ်တွေထဲကကောင်လေးတစ်ယောက်တဲ့ခြာတိတ်လေးပေါ့နော်အဲ့ဒီကလေးကပြိတ္တရေသူ့ချီနေတိုင်းဈေးလာဝယ်ရင်နဲ့အဲ့ဒီကောင်လေးနဲ့မတော်ကလို့မခေါ်နဲ့တော့ပြိတ္တရေအသက်ကတော်လေးကြီးလာလို့နော်39 38 40ဝန်းကျင်ဆိုရင်ဒေါ်တက်ခေါ်တဲ့ပြီမှန်လားခလေး2ယောက်အမေအိမ်တောင်20ပိုင်ရှင်ဆိုတော့ဒေါ်တော်ကပြိတ္တဘယ်သူတော့ဒေါ်တော်ကသူ့ဆိုင်ဈေးလာဝယ်တဲ့ဒီကောင်လေးနဲ့မြင်ပန်များတဲ့အခါကျတော့ပြိတ္တရေမြင်ပါများတော့
ရှင်ပါတယ်တဲ့မြန်မာများတော့မဲအဲ့ဒါကြောင့်ပဲလားတော့မသိပါဘူးတချို့ကပြောကြတယ်ချစ်ချင်းအစပဲရတယ်မလီချစ်ချင်းစမျက်စိရမဟုတ်ဘူးနော်ဘာကမှမဟုတ်ဘူးပြိတ္တကြီးကိုယ်စိတ်ကိုမဆုံးမလို့ဘာကိုမဆုံးမလို့အဲ့တော့ဒီကောင်လေးနဲ့မတော်တော့ကမြင်မှန်များလာတဲ့အခါယဉ်နီးသွားတော့ပြိတ္တကြီးကြာလာပြီဆိုတော့ပြိတ္တကြီးကြိုးချင်းထားရင်ဘာဖြစ်သွားအဲ့ဒီစကားပုံအတိုင်းပြိတ္တကြီးကြာလာတော့ညှိတယ်တဲ့ပြိတ္တညှိလဲညှိတော့နှစ်ယောက်လုံးဟတ်ထီတော့ဂိုင်းပြိတ္တကြီးဒေါ်တော့ကနဲ့ဒီကောင်လေးလဲညားလေတည်းအိမ်တောင်ဘဏ္ဍဆက်ဟောဒုက္ခတွေဘလောက်ထက်ပါပြိတ္တကြီးတပူတဲ့နှစ်ပူငရုတ်ဆုံလှူခဲ့ဘူးတဲ့သူတို့တောင်သူပြောရမလို့ဖြစ်နေပြီနော်အပူတွေများလိုက်တာပူမှန်းသိရလားတက္ကမကြီးတွေဘုံကြောင့်ငရုတ်ဆုံသွားမလှူနဲ့နော်အပူတွေသိမ့်များတဲ့တော့ကပြိတ္တဒီကောင်လေးနဲ့ရပြန်ပြီဆိုတော့အိမ်တောင်ဘဏ္ဍဆက်အိမ်တောင်30ပိုင်ရှင်ဆိုတော့ဒီလိုနဲ့နေလိုက်တကယ်ကြတော့ကောင်လေးကပြိတ္တရဲ့အသက်အရွယ်တွက်စစ်တော့တော်တော်ကိုငယ်ပါသေးတယ်မငယ်ဘူးလားဦးဇင်းအဲ့ဒီအကြောင်းကလက်တွေ့ကိုအခုဒီလာမဲ့ရက်ထဲကကြုံခဲ့တာပြောတော့ဘူးသူများအကြောင်းပြောဒီအခွေတနိုင်ငံလုံးရောက်သွားကြားသွားရင်မေတ္တာနန္ဒငါအတင်းပြောတယ်ဖြစ်သွားမှာဆိုမပြောတော့ဘူးနော်အဲ့ဒါဒေါ်သောက40လောက်ပြိတ္တကြီးကောင်လေးကရှိလာမှသူ့အသက်16ဆိုတော့အရွယ်ဒီမကွာဘူးလားဒါပေမဲ့ရဲ့လို့လူတို့သဘောလူလောကကပြိတ္တကြီးအဟောင်းအသစ်ပြိုအိုဖြစ်လဲမချစ်မလားချစ်ရင်လှတယ်လောကဓမ္မထာလူတန်ထွာလို့မန်လီစရိုကြီးကမဂ္ဂတိဝလင်္ကာရေးပြတော့ဘူးလေနော်လောကသားတွေကကွာတဲ့တဏှာကြီးလိမ့်ပြီးတော့တဏှာအကြည့်တဏှာအသိနေတာဆိုလို့ရှိရင်မချစ်လို့မလှဘူးပြောတာတဲ့တကယ်ချစ်ရင်လှသွားတာပဲတဲ့မှန်ရလားပြိတ္တကိုမြန်းတကယ်ချစ်လာပြီဆိုလို့ရှိရင်အရွယ်မတူတာတွေအရွယ်တူတာတွေခွဲသေးလားမခွဲဘူးပြိတ္တမြင်မနေရဘူးလားခုလောကထဲနောက်တစ်ချက်ပြိတ္တရေအယုတ်ဆိုးအယုတ်ချောတွေရောခွဲသေးလားဒါကြောင့်ဦးဇင်းတို့လောကပြောရတဲ့ပြိတ္တရေတဏှာဖန်ဆားခြင်းကိုတရားစမှာဆိုခဲ့တယ်တဏှာဖန်ဆားခြင်းကိုခံလိုက်ရတဲ့တတ္တဝါတွေကရုပ်တာတွေမြတ်တာတွေမတူတာတွေတူတာတွေခွဲသေးလားဒေါ်သောကနဲ့ဒီကောင်လေးအရွယ်မတူမျှတော့လဲအိမ်တောင်ကြနေပြီတဲ့ဘာဖြစ်နေပြီတဲ့ဒီလိုနေထိုင်ရင်းနဲ့ကောင်လေးနဲ့ဒေါ်သောကပေါင်းသင်းနေထိုင်ကြတော့ပြိတ္တရာဇုံမျိုးထဲမှာအခြေကျလို့စီးပွားတစားကောင်းတော့ပြိတ္တရေစီးပွားရေးတွေပြေလည်ပြီတဲ့စီးပွားရေးတွေမပြေလည်လာဘူးလားစီးပွားရေးတွေရှိလာပြီဆိုတဲ့အခါကျတော့ပြိတ္တစီးပွားရှိလာတဲ့လူတယောက်ကိုပတ်ဝန်းကျင်လူတွေနဲ့ထိတွေ့မှုတွေပိုမလာဘူးလားဒါသဘာဝပဲနော်ပိုလာတဲ့အခါကျတော့ပြိတ္တရေတူဆုံတွဲလို့ဟိုဒင်နာပွဲတွေဘာတွေခုခေတ်လို့ဆိုတက်ရတာမျိုးမရှိဘူးလားရှိတဲ့အခါမျိုးကြတော့ပြိတ္တဒေါ်သောကအသက်ကြီးကောင်လေးကအသက်ငယ်2ယောက်တွဲပြီးသွားတဲ့အခါကျတော့ပတ်ဝန်းကျင်ကအမျိုးသားတွေကတဝိုင်းအမျိုးသမီးတွေကတဝိုင်းဆိုတော့ပြိတ္တဝိုင်းလေးတွေမရှိဘူးလားရှိတဲ့အခါကျတော့ဒေါ်သောကမျိုးသားကောင်လေးကိုပတ်ဝန်းကျင်အမျိုးသားတွေကဗာပြောတယ်ပတ်ဝန်းကျင်ဆိုတာပြိတ္တသူများပြက်လို့ရပြက်စီးချောင်းလဲလှုပ်တတ်တဲ့အကျင့်မရှိဘူးလားအဲ့ဒါတတ်ထိုးတဲ့စကားကြီးပြောတယ်သူကသူကြီးနေတာဟုတ်နေတာဟုတ်နော်ဟွာတယ်မင်းမလို့မင်းရုပ်ရည်မင်းအရွယ်လေးနဲ့ဒီအမျိုးသမီးကြီးလက်ခံပေါင်းတင်ပြီးတော့နေတယ်လို့ကွာဟိုပြောဒီပြောတော့ပြိတ္တတခါနှစ်ခါပြောတော့ကောင်လေးနားယောင်သွားတယ်ဘာဖြစ်သွားတယ်နားယောင်သွားပြီပြိတ္တကြီးဒေါ်သောကပုံမှာယော့သွားပြီပေါ့သွားပြီတဲ့ဒေါ်သောကလောကရန်ထုနတ်ဒီခံလာသူဆိုတော့လောကကိုနောကြည့်သူတယောက်ဆိုတော့ကောင်လေးအချင်းကြီးပြောင်းနေတာမသိဘူးလားအိမ်တော်ဘယ်နှဆက်ပိုင်ရှင်ချင်းကြီးပြောင်းတာကိုသိထားတဲ့ဒေါ်သောကပနက်ကလေးပြိတ္တကြီးထိမ့်သိမ့်တော့မယ်နော်ကောင်လေးကလည်းပြိတ္တသူ့စိတ်ထဲရှိတာတွေကိုဒေါ်သောကကိုဖွင့်ဟလို့ပြောတယ်အဲ့ဒီကြတော့စကားပြောလာတယ်ပြိတ္တအမရာတဲ့တကယ်ကြကျွန်တော်နဲ့မှအရွယ်မတူကြတော့တကယ်ကြည်ပြူကြဖို့ဆိုတာတည်ခတ်ပဲအစတော့အဲ့စကားပြောလာကြိုက်လို့ယူပြီးမှအခုပတ်ဝန်းကျင်တောင်ပြောမြောက်ပြောတော့မှအရွယ်မတူမျှတော့ဘာဖြစ်ကြဖို့ခတ်တယ်တဲ့တကယ်ကြည်ပြူကြဖို့ခတ်ပြီတဲ့ပြိတ္တမခတ်ကုန်ဘူးလားချစ်တုံးကဟုတ်တယ်ပြိတ္တချစ်တုံးမှာအပြစ်ဖုံးနေမယ်ချစ်တုံးမှာဘာဖုံးနေမယ်တယောက်နဲ့တယောက်လောကသားတွေပြိတ္တကြီးမုန်းကြပြီဆိုတဲ့အခါကျရင်တမတက္ကအချူတွေကလည်းတမလူခါကုန်တတ်တယ်တမအချူတွေကဘာလို့ခါကုန်တတ်တယ်ဒါပေမဲ့ဦးသိန်းဆွေတွေမျိုးတွေကိုစကားတစ်လုံးထပ်ပြောမယ်နော်လူဘဝလူခန္ဓာနဲ့ပြိတ္တကြီးနေရရင်ခဏလေးတယောက်နဲ့တယောက်ပြိတ္တကြီးခွင့်မလွတ်နိုင်သောအမုန်းခွင့်မလွတ်နိုင်သောမျက်လုံးတွေနဲ့မကြည့်ကြနဲ့အနာကြီးရင်ကုရခတ်တယ်လောကသားတွေပြောတယ်နာကြီးသွားပြီဆိုတဲ့စကားကိုဘယ်တော့မှမသုံးနဲ့အနာကြီးရင်မှဖြစ်တယ်ပြိတ္တမော်လမြိုင်အောင်တဲ့ဆွေတွေမျိုးတွေကိုအနာမကြီးစေချင်ဘူးနော်နာရာလေးတွေရှိရင်ပြေအောင်ဖြောက်လိုက်ကြပျောက်အောင်ကုလိုက်ကြလို့ဥမေတ္တာတိုက်တွန်းသွားတယ်အခုဒီမှာဒေါ်သောကကိုဒီစကားထုတ်ပြောတော့အေးပါကောင်းပြီဆိုတော့အိမ်တော်ကြီးပါနဲ့ဒေါ်သောကပြိတ္တဖန်ထိန်လိုက်တာမင်းဒီဆန္ဒဖြစ်တယ်ဆိုရင်လည်းပဲငါတော့ပြစ်မသွားလိမ့်နဲ့တဲ့မင်းဆန္ဒရှိတဲ့အတိုင်းငါကိုယ်တိုင်အမေနရာကနေပြီးတော့မင်းသဘောကျတဲ့အမျိုးသမီးနဲ့ရှာပြီးတော့ပေးစားပါမယ်ပါလိမထိန်ထားဘူးလားပြိတ္တထိန်ထားလိုက်တဲ့အခါကျတော့မင်းတခြားတော့မစင်စားနဲ့တဲ့ငါတို့ဆိုင်ငါတို့ရှိကိုလာနေတဲ့ကိုပိုင်ဆိုင်နဲ့ဗာနဲ့ဖြစ်နေပြီနော်ပြိတ္တ
အဲ့ဒါငါတို့ရှိကိုလာနေတဲ့ဈေးဝယ်နဲ့ပေါက်တယ်ပြုတ်နေတဲ့အမျိုးသမီးငယ်လေးတယောက်ကတော့ငါနဲ့တော့အဆင်ပြေတယ်တဲ့သူနဲ့ဘာဖြစ်တယ်တဲ့ဒီကောင်မလေးငါနဲ့လည်းအဆင်ပြေချီချီငန်ငန်ရှိတော့သူ့မင်းသဘောကျလားဆိုတော့အဲ့ဒါပရိသတ်ရဲ့အမသဘောကျစီစဉ်မှာဆိုတဲ့စကားလေးကြားရောပရိသတ်ကိုင်းဒေါသောကခေါင်းဆောင်ပြီးတော့ပေါင်းတင်စီလို့တအိမ်ထဲမှာအမျိုးသမီးက2ယောက်အမျိုးသားက1ယောက်နဲ့3ယောက်တအိမ်မက်ညားလေတည်းတဲ့ကိုင်းပရိသတ်ရဲ့ဒီကိစ္စတော်တော်ခက်တယ်နော်ဓမ္မကြီးအဲ့ကိစ္စခွင့်လွတ်တတ်ဖို့လွယ်ရဲ့လားမလီကြောက်เสียကောင်းတာသူတို့ပြောတာနော်မုတ်တာဝေစားလိုက်မယ်ဟိတယ်ဩဝေမစားနိုင်လဲကိုယ့်ဟာကိုယ်ဖြစ်အောင်လုပ်ဖို့နော်အဲ့ဒါပရိသတ်ရဲ့ဒီမှာဒေါသောကပေါင်းသိမ့်ပြီးတော့နေတာကအမျိုးသမီးကဘယ်နှယောက်အမျိုးသားကပြဿနာမတက်ဘူးတဲ့တယ်ပရိသတ်ရဲ့ဒီအိမ်ထဲမှာဒီလိုနေကြတာနော်ဒီလိုနဲ့တနေ့သောအချိန်ကာလမှာတော့အမျိုးသားဖြစ်တဲ့အိမ်အောင်ရှင်ယောက်ျားကအပြင်သွားနေတဲ့အခိုက်အတက်မှာအိမ်မှာကျန်နေခဲ့တဲ့ဒေါသောကနဲ့အမျိုးသမီးငယ်တို့ကေသာဝဋ္ဌိပူကံမောစေတဝါအောလောကင်တော်ဝန္နန္ဒိတဝါဧကဒီဝသံတနေသောအခါမှာတော့တေဥဘောပိထိုနဥလိဖြစ်ကုန်သောဒေါသောကနဲ့အမျိုးသမီးငယ်တို့သည်ကေသဝဋ္ဌိသထုံးကိုသပင်ကိုမောစေတဝါဖြီးပြီးတော့ပူကံတန်းကိုအောလောကင်တော်ရှာကြသည်ရှိတော်ဝန္နအာယမယောဂလေးကိုဒီတဝါတွေ့မြင်ရ၍တဲ့အမျိုးသမီးတွေနေ့ကင်းနေ့လည်း2ယောက်တည်းတို့3ယောက်တည်းတို့ပြင်းရင်ပြိတ္တလက်ပတ်လေးစားလိုက်ခုခေတ်စာအုပ်လေးဖတ်လိုက်တန်းလေးရှာလိုက်မလုပ်ကြဘူးလားတန်းရှာတဲ့ခေတ်ကကုန်သွားပြီနော်ရှမ်းပူလေးပေါ်လာဒေါသောကတို့ခေတ်ကတော့တန်းရှာတဲ့ခေတ်ဆိုတော့ပြိတ္တကြီးပါဇက်ကလည်းဟိုမေးဒီမေးဟိုပြောဒီပြောလေးတွေပြောလိုက်အဲ့ဒါတန်းတစ်ယောက်တည်းလဲရှာကြတဲ့ဘာလုပ်ကြတဲ့တန်းတစ်ယောက်တည်းလဲရှာတာအမျိုးသမီးငယ်ရဲ့ခေါင်းတန်းရှာရမယ်အလှည့်ရောက်တော့ဒေါသောကတန်းရှာနေရင်းနဲ့ပြိတ္တရဲ့အမျိုးသမီးငယ်လေးရဲ့ခေါင်းထောက်ကအမာရွက်ကလေးသွားတွေ့တဲ့ဘာလေးသွားတွေ့တဲ့သမီးရဲ့ညီကောင်တန်ရလေးနဲ့ဘလို့ဖြစ်တာတုံးလို့မေးတော့ကောင်မလေးကတော့အေးစီပဲလှဲ့တော့မကြည့်ဘူးမသိပါဘူးအမရဲ့တဲ့ကျမအဖေမသိခင်ကတော့ပြောသွားတာကြားဘူးတာပဲတဲ့ကျမကောင်းကသိရပါအဲ့ဒီတန်ရလေးကအမေနဲ့ပြင်ငယ်ငယ်ကျမငယ်ငယ်ရံဖြစ်တော့အမေကကျမအဖေရရင်ထိခိုက်မှာဆိုလို့ပကတ်ပေါ်ပြစ်တင်တာပကတ်တောက်စွန်းနဲ့တိုက်ပြီးပေါက်သွားတာလို့ပြောကြားဘူးတာပဲဆိုတော့သာဝဋ္ဌိပူကံမောစေတဝါအောလောကင်တော်ဝန္နန္ဒိတဝါဧကဒီဝသံတနေသောအခါမှာတော့တေဥဘောပိထိုနဥလိဖြစ်ကုန်သောဒေါသောကနဲ့အမျိုးသမီးငယ်တို့သည်ကေသဝဋ္ဌိသထုံးကိုသပင်ကိုမောစေတဝါဖြီးပြီးတော့ပူကံတန်းကိုအောလောကင်တော်ရှာကြသည်ရှိတော်ဝန္နအာယမယောဂလေးကိုဒီတဝါတွေ့မြင်ရ၍တဲ့အမျိုးသမီးတွေနေ့ကင်းနေ့လည်း2ယောက်တည်းတို့3ယောက်တည်းတို့ပြင်းရင်ပြိတ္တလက်ပတ်လေးစားလိုက်ခုခေတ်စာအုပ်လေးဖတ်လိုက်တန်းလေးရှာလိုက်မလုပ်ကြဘူးလားတန်းရှာတဲ့ခေတ်ကကုန်သွားပြီနော်ရှမ်းပူလေးပေါ်လာဒေါသောကတို့ခေတ်ကတော့တန်းရှာတဲ့ခေတ်ဆိုတော့ပြိတ္တကြီးပါဇက်ကလည်းဟိုမေးဒီမေးဟိုပြောဒီပြောလေးတွေပြောလိုက်အဲ့ဒါတန်းတစ်ယောက်တည်းလဲရှာကြတဲ့ဘာလုပ်ကြတဲ့တန်းတစ်ယောက်တည်းလဲရှာတာအမျိုးသမီးငယ်ရဲ့ခေါင်းတန်းရှာရမယ်အလှည့်ရောက်တော့ဒေါသောကတန်းရှာနေရင်းနဲ့ပြိတ္တရဲ့အမျိုးသမီးငယ်လေးရဲ့ခေါင်းထောက်ကအမာရွက်ကလေးသွားတွေ့တဲ့ဘာလေးသွားတွေ့တဲ့သမီးရဲ့ညီကောင်တန်ရလေးနဲ့ဘလို့ဖြစ်တာတုံးလို့မေးတော့ကောင်မလေးကတော့အေးစီပဲလှဲ့တော့မကြည့်ဘူးမသိပါဘူးအမရဲ့တဲ့ကျမအဖေမသိခင်ကတော့ပြောသွားတာကြားဘူးတာပဲတဲ့ကျမကောင်းကသိရပါအဲ့ဒီတန်ရလေးကအမေနဲ့ပြင်ငယ်ငယ်ကျမငယ်ငယ်ရံဖြစ်တော့အမေကကျမအဖေရရင်ထိခိုက်မှာဆိုလို့ပကတ်ပေါ်ပြစ်တင်တာပကတ်တောက်စွန်းနဲ့တိုက်ပြီးပေါက်သွားတာလို့ပြောကြားဘူးတာပဲဆိုတော့နောက်ကမေးတဲ့ဒေါသောကငုတ်တုံမိသွားပြီဘာဖြစ်သွားပြီဖြစ်ရလေသမီးရဲ့တန်တရာမှာကန်ဆက်ဆရာကတို့သားအမိကိုဒီဘဝဒီအချင်းကြီးစိုးနဲ့တဲ့တူအောင်လို့ယောက်ျားတစ်ယောက်တည်းကိုဇနီးမယာပြုပြီးတော့မှပေါင်းဆုံးခွင့်ကြုံရအောင်လို့ကန်ဆက်ဆရာစီမံရက်လေခြင်းလို့ပြိတ္တကြီးကံကြမ္မာကိုယူမယ်ဖွဲ့တယ်ဘာကိုယူမယ်ဖွဲ့တယ်ကံကြမ္မာကိုအပြစ်တင်နေတဲ့ပြိတ္တကြီးကိုအပြစ်ကိုမြင်ပြီလားအခုချိန်ကြီးမမြင်သေးဘူးနော်ပြိတ္တအဝိဇ္ဇာတဲ့တတ္တဝါတွေကိုအမောင်ထဲရောက်အောင်လို့အမားတွေဖြစ်အောင်လို့ဘယ်လောက်ထိဖုံးထားတယ်ဆိုတာညံနဲ့တွေးပါပြိတ္တဒါလောက်ဒုက္ခတွေရောက်နေတာတော့ဒုက္ခလို့သိသေးရဲ့လားတလွဲကိုတရခန့်ရှာနေတဲ့ကန်ဆက်ဆရာကြီးရက်ဆက်လွန်းတယ်တဲ့ဘာကရက်ဆက်လွန်းတယ်တဲ့ဖြစ်မှဖြစ်ရလေသမီးရဲ့အဲ့ဒီတုန်းကသမီးကိုပြစ်ခွာထားလို့ဝေးရကိုထွက်ခွာသွားတဲ့မိစိန်ကားကြီးကတခြားသူဟုတ်လေယူလားအမေပဲလို့ဆိုတော့မှအမေနဲ့သမီးနဲ့အမေနဲ့ပြိတ္တရဲ့နှစ်ဦးသားဖတ်ပြီးတော့ရှိုက်ကြီးတငင်ကိုကျွေးနေပုံငိုးမနေဘူးလားပြိတ္တဒီလိုရှိုက်ကြီးတငင်အမေနဲ့သမီးနှစ်ယောက်သားတို့ပြန်လဲစုံစည်းတဲ့ပွဲကြီးကရင်နှင်းမွယ်အကြောင်းနဲ့မကောင်းတဲ့ဇလန်းကြီးဖန်တော့မှငိုနေတဲ့အချိန်တဲ့အပြင်ကိုအလုံသွားလို့ပြန်လာခဲ့တဲ့အမျိုးသားလေးကခါတိုင်းဆိုရင်တော့ပြိတ္တရဲ့အိမ်ချမ်းသားရောက်ရင်လေဇနီးတဲ့အကြီးနဲ့အငယ်နှစ်ယောက်တယောက်မဟုတ်တယောက်ထွက်ကြူနေကြဒီနေ့တော့တယောက်မှထွက်လာတာမမြင်ပါလို့အိမ်နဲ့လှမ်းကဲပြီးတော့ပြိတ္တကြည့်လိုက်တဲ့အခါကျတော့ငိုနေတာတွေမတွေ့ဘူးလားတွေ့လဲတွေ့ရောကြပြားကြရာသွားလို့
ဘယ်လိုများဖြစ်ကြတာဒုံလို့အကျိုးကြောင့်နေမေးတော့ပြိတ္တကြီးအဲ့လိုအကျိုးကြောင့်မေးတော့ဖြစ်ကြောင်းရတဲ့ဂုံစင်လို့ဆိုပြီးတော့ဒေါသောကရှင်းပြတော့မသိကုန်ဘူးလားအဲ့တော့ကောင်လေးကအေးပဲဖြေတာရအောင်စကားလေးပြောပါတယ်အမားတို့အမားတို့ကမှကံကောင်းကြသေးဗျာဒီဘဝမသိခင်အမေနဲ့သမီးပြန်ပြီးတွေ့ခွင့်ရှိသေးတာကိုဗျာတဲ့ကျွန်တော်မှာတော့ဗျာတဲ့ကျွန်တော်အဖေမွေးသားဖခင်ကြီးမသိခင်ကပြောသွားလို့အဖေဘယ်သူမှမသိအမေဘယ်သူမှမသိလဲလန်းကြောင်းကကောက်ရခဲ့သူဆိုတာပဲလို့လဲဆိုလိုက်တော့ပြိတ္တကြီးဒုတိယမိဒေါသောကငုတ်တုံမေးပြန်ပြီဘာဖြစ်ပြန်ပြီဖြစ်ရလိတာရဲ့မကြကောင်မနာသာဖယားနားဝမှာတန်းရည်ဘူးကြိုက်ဆူလောင်းလိုက်တယ်လို့ပါလားလို့ဆိုပြီးတော့ပြိတ္တကြီးဒေါသောကမျက်ရည်ကြီးကြပြီမျက်ရည်ကြီးကြမလားဘူးလားငိုရတာတဲ့အာဒီကုံလုံးလို့ပြိတ္တကြီးမျက်ရည်ကြီးလဲခမ်းတော့မယ်ဖြစ်မှဖြစ်ရလေတန်တရာကံဆက်ဆရာကရက်ဆက်ဒီဘဝဒီအဖြစ်ဆိုးတွေနဲ့တဲ့တိုးအောင်လို့စီမံရက်လေခြင်းလို့ပြိတ္တကြီးကံဆက်ဆရာကိုယူမယ်ဖွဲ့တယ်ဘာကိုယူမယ်ဖွဲ့တယ်လူကြလို့မှမလျော်လောကထဲနေလို့မှမတော်လောက်အောင်ဖြစ်ရပါပေါ့လို့အဲ့ဒီတုန်းကအမေသားကိုအမေကထားလိုက်တာမဟုတ်ပါဘူးဒါရဲ့အကြောင်းတစ်ခုနဲ့ကံကြမ္မာအကြောင်းမကောင်းလို့ဒုသားမိတွေဒီအဖြစ်ဆိုတဲ့တိုးအောင်လို့ဖွဲခဲ့တာဖြစ်ပါလိမ့်မယ်ဒါရဲ့လို့အကြောင်းကျူတွေရှင်းပြလို့သားအမိဆိုတာဒီသိကြတော့ပြိတ္တကြီးမဟန္တံကာရုညံအဟောတိမဟန္တံကာရုညံဟောတိသားမိ၃ယောက်ခေါင်းကျင်ဆိုင်လို့ကျိတ်မနိုင်ခဲမရသုံးဝင်ဆိုင်လွဲမှလို့အသေးရဝဲတော့ပြိတ္တကြီးဇလန်းကြီးကငိုပွဲကြီးဖြစ်နေပြီဖြစ်မနေဘူးလားပြိတ္တဒါတွေအကုန်လုံးရဲ့တရားခန့်ကိုကောက်ချက်ချတော့ပြိတ္တကြီးတဏှာသမုဒယကြောင့်တဲ့ပြောဟိဘာဒီကြောင့်တဏှာသမုဒယရှိမလားရင်ဒီအမားတွေပြိတ္တကြီးဂျုံပါမလားဒါကြောင့်ဦးဇင်းတို့ပြိတ္တကြီးတခြားကိုသိအောင်မတတ်နဲ့တဏှာတွေသိအောင်တတ်ထားအဲ့ဒီတဏှာရှိနေရင်ပြိတ္တဒီအမားတွေကဒီခထဲကမမဘူးပြောနိုင်မလားအဲ့ဒါတွေလက်တွေ့ဆိုတာတွေလည်းပြိတ္တကြီးဦးဇင်းတို့မြန်မာနိုင်ငံမှာပဲတာရကတွေပြသွားတာတွေဇလံများစွာရှိပါသည်ရှိမနေဘူးလားပြိတ္တဦးဇင်းတို့နေတဲ့ဖြူမျိုးမှလည်းရှိခဲ့ဘူးပြီတဲ့မောင်နှမ2ယောက်နော်အကူနဲ့ညီမလေးခလေးဘဝတွေကခွဲခဲ့ကြအကူလို့သူကဖြူရောက်ညီမလေးကရှမ်းပြည်နယ်နေတနေ့တော့အချိန်မှတော့ညီမလေးကကိစ္စတစ်ခုနဲ့ဖြူကိုရောက်ညာကြီးအချိန်မှတော့လမ်းပေါ်မှာတယောက်တည်းမဟုတ်လို့အကူလို့သူနဲ့တွားတူတော့အမျိုးသမီးလေးတနာတဲ့စိတ်နဲ့ပြိတ္တကြီးအိမ်ထဲကိုခေါ်ပြီးတော့စောက်ရှောက်ထားဘူးလားစောက်ရှောက်ထားကြာလာတော့ရင်မှာ2ယောက်သားပြိတ္တကြီးကြီးလွန်လက်လွန်နေဖြစ်သွားတဲ့အခါကျတော့အဲ့ဒီကြတော့မှပြိတ္တကြီးကောင်မလေးရဲ့မှတ်ပုံတင်လေးတွေ့တော့အဖေနာမည်ကတူနေတယ်တူမနေဘူးလားတူတော့မှအကျိုးအကြောင်းမေးတဲ့အခါကျတော့ပြိတ္တကြီးဘယ်သူဘယ်ဝါဆိုတဲ့ဇီးမြစ်တွေတိကျစွာတိလိုက်ကြတော့လွန်ကုန်ကြပြီတဲ့ပြိတ္တဘာဒီဖြစ်ကုန်ပြီလွန်ကုန်ကြပြီဆိုလို့ဖြူးเจ้าမှာပြိတ္တကြီးဇွဲကျူးချတည်သွားတဲ့ရာဇဝင်ရှိတယ်နော်နောက်ဦးဇင်းတို့မြန်မာပြည်မှာထင်ထင်ရှားရှားလူရန်ကဗတ်မင်းဆိုတာကြားဘူးတယ်မဟုတ်လားစာအုပ်လေးတွေထွက်နေတယ်လေတိတ်မိန်းမတွေမြားပွေတယ်ကိုဗတ်မင်းပြိတ္တကြီးနောက်ဆုံးတစ်ယောက်ကို19ယောက်မြောက်လာဘယ်လောက်လာတော့မသိပါဘူးမှတ်မထားဘူးနော်အဲ့ဒီနောက်ဆုံးမြောက်ကောင်မလေးကြတော့ပြိတ္တကြီးအိတ်ခမ်းနဲ့တယောက်တဲ့အခါကျအမျိုးသမီးလေးရဲ့ခန္ဓာကိုယ်ကမဲ့အမှတ်သားလေးသွားတွေ့မှ၄နှစ်သမီးလောက်ကခွဲခဲ့တဲ့သမီးလေးနဲ့အမှတ်သားတူနေလို့အကျိုးအကြောင်းပြီးတော့သမီးကလေးဖြစ်နေဖို့တဏှာဝေရှေတန်းတင်ရင်လောကကြီးတစ်ခုလုံးပြိတ္တကြီးမဖြစ်နိုင်ဘူးလို့ဆိုတာတွေဖြစ်လာတတ်တယ်နော်ဆွေတွေမျိုးတွေဘာသိအောင်တတ်မယ်ဘာနဲ့တတ်မယ်ခမညာအတိတတိဥစီတဲ့တတိပဋ္ဌာန်မဂ္ဂင်8ပါးနဲ့တတ်မယ်တဲ့ဘာနဲ့တတ်မယ်မင်းတိုင်းကြားတိုင်းစားတိုင်းသွားတိုင်းနန်းတိုင်းထီတိုင်းသီတိုင်းသောအမှုရာတွေမှာပြိတ္တရေတတိမလတ်အတိမပြတ်ဖက်နဲ့ယုံနာနှစ်ချက်ဆိုတဲ့အနိစ္စဒုက္ခရှုမှတ်ခြင်းဒီနဲ့ဆင်ခြင်မှတော်မယ်မှန်ရလားဗျာအဝိဓိမတော်သောကတော့သာမိတီတော့လူလောကလူတော်တဲ့နေလို့မှမတော်ဘူးဒီဘဝဒီအဖြစ်ဆိုးနဲ့တဲ့တို့မှတော့ကဲတန်တရာကြီးကြောက်စရာကောင်းပြီလို့ပြိတ္တရေတန်တရာအပြည့်မြင်လာပြီတဲ့အမြင်လေးမှန်လာပြီဒါကြောင့်လောကသားတွေပြောကြတဲ့ဒုက္ခအတွေ့လေးတန်ဝေရရဒုက္ခအတွေ့ရင်ဘာဖြစ်လာတယ်တန်ဝေကဆိုတဲ့နေရာမှာလဲပြိတ္တရေရိုးရိုးတန်ဝေကမလုံးနဲ့တော့တန်ဝေဂေါတိတဟုတ်တပညာနဲ့ကြက်သိမ်းဖြန်းကနေထသွားလောက်အောင်ဖြစ်ပါပြိတ္တကြောက်စရာအကြောင်းတွေကိုကြားနေရတယ်မြင်နေရတယ်ကြုံနေရတယ်ဆိုရင်လေကြက်သိမ်းထလောက်အောင်တန်ဝေကညံနေယူကြပါမှန်လားပြိတ္တလူတွေလိုက်ပို့တဲ့အခါကျတော့လေပြိတ္တရေဟိုမကင်းလို့မကောင်းလို့ဆိုပြီးတော့ပို့ယူပို့စင်မို့လို့လိုက်ပို့တဲ့တင်းချိုင်းကုန်းသွားနေမျိုးမဖြစ်စေနဲ့တင်းချိုင်းကုန်းကိုတစ်ခေါက်သွားခြင်းကပြိတ္တရေကြောင်း10ခေါက်သွားသည်နဲ့ညီအောင်သွားပါတယ်
မရဏနုတ္တိကမ္မထာနေစီးပြန်လို့သေခြင်းနေဆင်ခြင်းရင်ပြိတ္တရဲ့အာတုပမြင်လာတဲ့သူတယောက်ရဲ့တဏ္ဍမှာဝိပဿနာအမြင်နေပါမလာဘူးလားပါလာရင်ဝိပဿနာခြိလန်းတဲ့သင်္ချိုင်းတဲ့ကိုသူသေးလို့ငါပူတာသူသေးလို့ငါတို့ပူတာမဟုတ်ဘူးလားငါသေးရင်လေသူတို့ပို့အောင်မှာပဲဆိုတဲ့အတွေးတွေဝင်มาပြိတ္တဟောအသက်မရှိတော့တဲ့မသားကြီးကိုအသက်ရှိသေးတဲ့မသားတွေလိုက်ပို့နေတာပါလားလို့မြင်มาပြိတ္တသင်္ချိုင်းကုန်းကိုပျော်ပွဲစားပုံနေနဲ့သွားတာတွေပြင်มาမယလားဆွေမျိုးတွေအခုဒီမှာတဲ့တော့ကတော့တန်ဝေကညံလေးဝင်လာပြီးတဲ့ဒီလောကကြီးကြောက်ဖို့ကောင်းတယ်လောကကြီးကိုအရန်တုံနှုတ်တယ်ဆိုတာဒါပါပဲပြိတ္တနော်လောကကြီးကိုကြောက်ပြီးဆက်ဆုပ်ပြီးတန်တရာဒုက္ခလွတ်ရမယ်လမ်းစာကိုရှာမတော်တော့မယ်သားတို့သမီးတို့လို့ဆိုပြီးတော့ပြိတ္တရဲ့တန်တရာလွတ်ကြောင်းလမ်းစာကိုရှာလိုက်တဲ့အခါကျတော့ယသိယဟန်ပြုကြစို့တဲ့ဘာလုပ်ကြစို့တန်တရာဒုက္ခလွတ်ရမယ်လမ်းစာကိုရှာမတော်တော့မယ်သားတို့သမီးတို့လို့ဆိုပြီးတော့ပြိတ္တရဲ့တန်တရာလွတ်ကြောင်းလမ်းစာကိုရှာလိုက်တဲ့အခါကျတော့ယသိယဟန်ပြုကြစို့တဲ့ဘာလုပ်ကြစို့ဟိတဝါကမေပပေစိန်သူတန်တော်ဂမိရစိန်တကာဂမိရသံတော်ဘုရားလျာပစ္စေကနေရိယာနွယ်လောင်းကိုရှိကသူတော်ကောင်းတို့သည်ဂမိရစိန်တကာလောကထဲမှာဖြစ်ပြနေတဲ့အကြောင်းတရားတွေကိုခန္ဓာမှာဉာဏ်တင်ဆင်ခြင်ပြီးတော့နတ်နေတဲ့ယုတ်တဏ္ဍပရမသဘောတရားတွေအပေါ်မှာနတ်နေစွာဆင်ခြင်အကျဉ်ကောင်းဉာဏ်ကောင်းတွေဝင်တော်မူကြကုန်သည်ဖြစ်၍ဘာဝေစိတဘုကိစ္စတမ္မာရနဲ့ဒုက္ခများမြောင်ဤလူပေါင်းမှာလွတ်အောင်ကျုံလျက်ယုံကံထွက်နိုင်ကြကုန်သည်ဖြစ်၍နေကမာခရီလံအပိမြန်တော်မူကြလေကုန်သတည်းတန္တရာလွတ်လန်းဖြစ်တဲ့ပြိတ္တရဲ့နေကမာခရီလံမြန်တော်မယ်တဲ့ဘယ်လံကိုမြန်တော်မယ်တဲ့နေကမာခရီလံမြန်တော်မယ်လို့ဆိုပြီးတော့ယတိယဟန်ပြုလို့သာမီ၃ယောက်ပြိတ္တရဲ့ခင်းကမြေကံပါကိုသွားလို့လူသူမနီးတဲ့ခင်းကမြေကြီးရဲ့ကံပါတနေရာမှာကြောင်းကလေးတစ်ဆောင်စီစောက်လို့တရားအလုတ်အားထုတ်တော့မယ်တဲ့ဘာအလုတ်အားထုတ်တော့မယ်တဲ့ဩဘောလဝံထေရီမာကြီးရဲ့ဓမ္မဝိပဿနာရှုနည်းတွေနီးခံလို့ပြိတ္တရဲ့သားမီ၃ယောက်ခင်းကမြေကံမှာကြောင်းကလေးတွေတစ်ဆောင်စီစောက်လို့တရားအားထုတ်နေဖို့အမြင်မှန်သွားပြီဘောလမြိုင်ကဥစဉ်တကာကြီးတွေတက္ကမကြီးတွေလည်းအသက်အရွယ်တွေကြီးရင်ငယ်ငယ်ကတဏှာနဲ့နေပြီးတော့အိုလာမဒိဋ္ဌိကြီးတွေမဖြစ်စီနဲ့တန်ဝေကယူချိန်တန်ရင်တန်ဝေကတွေယူပြီးတော့လွတ်ရအရက်ကိုရှာကြကိုလျှောက်မှကိုရောက်မယ်ဘသူလျှောက်မှဘသူရောက်မယ်အဲ့ဒါပြိတ္တရဲ့ခင်းကမြေကန္နာမှာတယောက်တစ်ချောင်းကျောင်းကလေးတွေဆောက်လို့တရားအားထုတ်နေတဲ့အထက်မှာသားလုပ်တဲ့ယဟန်တော်အရှင်မြတ်တရားအလုပ်အားထုတ်နေတဲ့ကျောင်းအဆောက်အဦဆောက်ထားပုံလေးကိုပါဠိတော်ပြပုံကကြီးညိုလွန်းလို့ပြိတ္တရဲ့ဒိဏမေတလပတ္တနံခင်းကတိတေကုတိကတံသဝသေတဝံမေဘတောပန္တုကုလင်းစစီဝရံဒွိဏံအန္တရဝတ္တနိဧကဝါသံမေဘာတိတံတတိယအန္တရဝတ္တနိဓမ္မောခန္ဓောပရာလိတောမေဖယားသာသနာမှာသံဝေကတရားအားကြီးလို့ဝိလျောပြောပိုက်နှစ်ချိုက်စွာဝင်ရောက်လာသောငါဤသာသနာရဲ့ဝင်နေဆိုတာလေပြိတ္တရဲ့ဘယာပပ္ပစိတာတွေမဖြစ်စီနဲ့တဲ့ဘာပပ္ပစိတာတွေမဖြစ်စီနဲ့တန္တရာဝတ္တဒုက္ခတောတန္တရာလွတ်ကြောင်းလို့ဆိုတဲ့အကျင့်ကောင်းကျင့်ဖို့ဆိုတဲ့ပြိတ္တရဲ့တန္တရာရံဆွဲကိုကြောက်တဲ့တရာပပ္ပစိတာသာဖြစ်ပါစေအရှင်ဒီမှာပြိတ္တဒီကိုတော့တရားလို့အာထုတ်တာမေတန်ဝေကတရားအားကြီးလို့ခင်းကမြေကနာဖယားသာသနာတော်မှာတန်ဝေကတရားအားကြီးပြီးတော့တန်ဝေကနဲ့ပျော်ပိုက်နှစ်ချိုင်ပွေလျောစွာဝင်ရောက်လာသောငါဤခင်းကတီတွေလူသူမတန်တုတ်လေးဖြန်းတဲ့တာယာသောခင်းကမြေကနာဤတရားတကယ်ရှာရင်ပြိတ္တရဲ့အရင်ကြီးဒုက္ခမူလီဝါတုံညာကာရိဝဘိတ်ခေါ်လို့ဘုရားမဟောဘူးလားလူသူမဏိကာမဂုဏ်အာယုံလို့နဲ့ဝေးနိုင်သမျှဝေးတဲ့အရက်ကတရားရဖို့အကောင်းဆုံးနေရတဲ့ပိဋကနန္ဒတို့တရားမရတာပြိတ္တနေရင်တိတ်မဟောချင်ဘူးကွာသွားတာဒါပဲနော်လူသူမဏိ
ခင်ကမြေကနာ၌တရားအလုပ်အားထုတ်လျက်ရှိပါသောကဒိဏတန်လပတ္တနံသုံးလက်သောထလတ်တို့ဖြင့်မင်္ဂဤကုတီနေစရာအကြောင်းဆောက်ဥကိုကတံဆောက်လုပ်ခဲ့ပါပြီသူနေဖို့စောက်ထားတဲ့အကြောင်းကပြိဿရေထမ်းလက်ကလေးသုံးလက်နဲ့အမိုးရောအခင်းရောအကာရောအပြီးပဲတဲ့ပြိဿရေချိုးချန်တဲ့တရားတွေကျင့်သုံးမနေဘူးလားဒိဏတန်လပတ္တနံသုံးလက်သောထလတ်တို့ဖြင့်မင်္ဂဤကုတီနေစရာအကြောင်းဆောက်ဥကိုကတံဆောက်လုပ်ခဲ့ပါ၏မင်္ဂဤပတ္တောဆွမ်းခံဖို့ရန်ပြုစီမံတဲ့တပိတ်ဒီကလည်းသဝတိတဝံသူသေးကောင်ကိုမျက်နာသိပြီးတဲ့ခွတ်ဆုပ်ခဲ့သူပဲအဟုတ်တမ်းယုံပွဲမစင်ကြဘူးတဲ့တပိတ်တောင်မှပြိဿရဲ့ဆွမ်းခံစားမဲ့တပိတ်တောင်တဏှာကတ်လာမှဆိုလို့အစုပ်အပြတ်နဲ့ဆွမ်းခံနေတယ်သူသေးကောင်မျက်နာသိတဲ့ခွတ်ဆုပ်လို့ပဲတဲ့တဏှာကိုတတ်တဲ့နီးတွေပြိဿဘာကိုတတ်တဲ့နီးတွေမလေးယုံနံဒုက္ခအနိစ္စလေပင်မှာလဲစိန်ပရကြီးနေခမညာဖြစ်ပါမလားအပြောနဲ့ရုပ်အလုံးနဲ့ဟန်နဲ့စီးချက်မှန်မှသဘာဝကြတယ်ပြောပါမှန်မှသဘာဝကြရိတ်တာတဲ့ဦးဇင်းတို့ဖြူရိတ်တာဆိုလို့ကတော့အဲ့ဒါမေတော်ကြီးတွေတချို့မေတော်ကြီးတွေဝက်လာတာအသက်90 80နဲ့ကာရခါတဲ့ဟိုအကြီးတွေဒီအိနဲ့ယောဂီအကုန်ချော့ကိုယ်အိမ်ကိုပြန်သိမသိနိုင်ဘူးဆိုလုံုံတဲ့နေရာမှာသိယောဂီနဲ့ရွှေရပရိသတ်ကြီးတရားပြက်ကြောင်းနီလန်းကောတရားတက်ကြောင်းလားပြက်ကြောင်းလားအဲ့ဒါလေးသတိထားပါနော်ယောဂီနဲ့ရွှေရပရိသတ်ကြီးတရားပြက်ကြောင်းနီလန်းကောတရားတက်ကြောင်းလားပြက်ကြောင်းလားအဲ့ဒါလေးသတိထားပါနော်ယောဂီဆိုတာပရိသတ်ကြီးကာမဂုဏ်တဏှာအာယုန်တွေပြက်နိုင်သမျှပြောင်းအဝတ်အစားမှဆင်ခြင်ဖို့မလိုဘူးလားမင်္ဂဤပတ္တောသွန်ခံမိုးရန်ပြုစီမံတဲ့တပိတ်တီကသဝတိတွင်လူသေးကောင်းမျက်နှာတစ်ပြည့်တဲ့ခွတ်ဆုပ်ကဲ့သို့ပဲအဟုတ်တမ်းယုံပွဲမစင်ကြဘူးတဲ့ဦးဇင်းတို့ပြိဿလူသေးကောင်းမျက်နှာတစ်တဲ့ခွတ်ဆိုတာမျိုးဒီဘက်ရက်တော့ရှိချင်မှရှိမှာနော်တရွာတပုံစံနဲ့တချို့ရွာတွေဆိုလူသေးကောင်းမျက်နှာအုံးသီးရိုက်ခွဲပေးတာတွေဘာတွေမရှိဘူးလားတချို့မြေအိုးလေးရိုက်ခွဲတာတွေဘာမရှိဘူးလားအဲ့ဒီခွတ်ဆုပ်မျိုးလိုဟာမျိုးနဲ့မှပြိဿရဲ့သွန်ခံထွက်ပြီးတော့စားခဲ့ပါသည်တဲ့ကြီးညိုစရာမကောင်းဘူးလားပြိဿမေတ္တာနန္ဒတို့တရားမရတာဒါလည်းပါတယ်သူများမပြောကိုကိုပြောတာဘယ်စာသင်တိုင်းနေမယ်တပိတ်တောင်စတီးတပိတ်မှာသွန်ခံစားတဲ့အလုပ်လုပ်ရတာတော့မှတရားမရဘူးနော်တပိတ်တောင်ဘာတပိတ်မှာအဲ့ဒီလိုဆိုတော့တရားရဖို့ဝေးသွားတာမေတ္တာနန္ဒဒါပါပဲပြိဿကြီးနော်အဲ့ဒါပြိဿရဲ့မင်္ဂဤပါရဝဝယုံမိုးရန်ပြုစီမံတဲ့တပိတ်တီကပန်းမင်္ဂဤပါရဝဝယုံမိုးရန်ပြုစီမံတဲ့သင်္ကန်းတီကပန်းသူကူလင်းစာသင်ញိုင်ကြိုသင်ញိုင်ကြအမိုက်ပုံကြိုအမိုက်ပုံကြကရထားသောဝဆာဝဆုပ်တွေကိုဖာတိချုပ်ဆက်လို့ဖန်ရည်ဆိုး၍ပြုလုပ်အပ်သောပန်းတကူခေါ်ရိုးတဲ့သင်္ကန်းမျိုးကိုသာလျင်ပါရမယသာသနာမှာနှစ်ချိုင်မွေ့လျောစွာဝတ်ယုံ၍တည်င်းသုံးတော်မူခဲ့ပါပေသတည်းပရိသတ်ရဲ့ဒီကိုယ်တော်ကင်းကမြေကမ်းနာမှာတရားအလုပ်ကိုဒီလိုချို့ချို့ချမ်းချမ်းနဲ့ပရိသတ်သင်္ကန်းကြတော့လည်းပဲပန့်တကူသင်္ကန်းကိုဝတ်တယ်တဲ့ဗာသင်္ကန်းပန့်တကူသင်္ကန်းဆိုတာအဖာတရားနဲ့ပြိဿရေချုပ်ဆက်ထားတဲ့သင်္ကန်းမျိုးနော်အဝတ်မှာကောတဏှာရှိသေးလားအစားမှာလည်းတဏှာရှိသေးလားအဆောက်ဦးမှာကောတဏှာရှိသေးလားဘယ်ရှိမှလည်းမရှိအောင်နေတာကိုဒီလိုနေရင်ပြိဿရေဒီလိုဖြစ်တတ်တဲ့ဆက်ပြီးတော့ပြမယ်ဒွေနံအန္တရဝတ္တနိဧကဝါသမေဘာတိတံတတိယအန္တရဝတ္တနိဓမ္မောခန္ဓောပရာလိတောမေဘယသာသနာမွေလျောပြောပိုင်နှိမ့်ချိုက်စွာဝင်ရောက်လာသောငါဒွေနံအန္တရဝတ္တနိသာသနာပေါင်းကိုဝင်ရောက်လို့နှစ်လို့ခေါ်ရတဲ့ယဟန်နဝါရသောကာလ၌ဆွေတွေမျိုးတွေအကုန်ပြောဘနဝါရသောကာလဧကဝါစံအလံပဂိနိတော်ပြီးညမတော်ပြီးနမဆိုသောတခွန်းများသောစကားကိုသာလင်ဘာတိတံပြောဆိုခဲ့ဘူးပါ၏
တဲ့အဲ့ဒီကိုတော့သာသနာထဲဝင်လာပြီးတော့ပြိဿကြီးယဟန်နဝါရတဲ့2 နှစ်အတွင်းမှာစကားတစ်လုံးပဲပြောခဲ့တယ်တတ္တဝါတွေကိုဒုက္ခအပေးဆုံးကဗဇက်လို့တိလို့ဗဇက်ကိုပိတ်ထားတာတဲ့လူအထင်ကြီးအောင်ပိတ်တာလားဒုက္ခပေးမှန်တိလို့ပိတ်တာဝစီပိတ်ဆိုတိုင်းလည်းမဟုတ်ဘူးနော်တချို့ကအထင်ကြီးအောင်ပိတ်တာရှိတယ်ဒီကိုယ်တော်ကတော့ပြိဿရေတတ္တဝါတွေကိုဒုက္ခအပေးဆုံးကဗဇက်တဲ့ဗါတဲ့ဟုတ်တယ်ဥမိတာစဉ်းစားမိတယ်ဟုတ်တာဗောဘုရားလိုလောကကြီးမှာပြိဿရေတတ္တဝါတွေထဲမှာကိုကျွဲတွေနွားတွေကပြိဿရေလူတွေလောက်စကားမများဘူးများသလားဟောလောကီအစုပ်လူတို့နှုတ်ကမဟုတ်လဲပြောဟုတ်လဲပြောဤလူတွေပါစဆိုတော့ဟုတ်တော့မဟုတ်တော့အကုန်မပြောဘူးလားမန်လီစရိုကြီးကဒီလိုလင်္ကာတွေရေးသွားတာနော်ပြိဿဩလူတွေပါဇက်ကပြိဿကြီးပြောတာတတ်တတ်လားဆိုစားတာတွေလည်းစီကံပြတ်တယ်စီကံမပြတ်ဘူးလားကျွဲတွေနွားတွေကမြတ်ဆိုတစ်မျိုးတည်းယူလေးစားသွားတာနော်သူတို့လူတွေကြတော့အဲ့ဒီလိုဟုတ်သလားဟိုဟာလဲစားဒီဟာလဲစားဟိုမေးပါအောင်မယ်မော်လမြိုင်တခါကြီးတွေဓမ္မကြီးတွေဒီမော်လမြိုင်မှာမွေးထားတဲ့ဝက်ကလေးတွေကြက်ကလေးတွေဘဲကလေးတွေစိတ်ကလေးတွေသိရင်ဘယ်ကိုပို့ပါလဲဘယ်သင်းချိုင်းပို့ပါလဲလူတွေသိတော့တုတ်တန်ပို့တာနော်ကြက်ကလေးတွေဝက်ကလေးတွေစိတ်ကလေးတွေသိတဲ့အခါကျတော့ဒါကြောင့်စဉ်းစားပြိတ္တဒုပဇက်ဟာတတ္တဝါဘောင်းဆောင်ရဲ့မြုပ်နှံရာတုတ်တန်ကဘာကြီးတစ်ခုရှင်ရလားပြိတ္တဆုံးမထားပါနော်ပြိတ္တဒွိနံအန္တရာဝသနိနနေခေါ်ရလို့နဝါရတဲ့ကာလမှာဧကဝါဇံတခွန်းသောစကားကိုသာဘာတိတံပြောခဲ့ဘူးပါဤစကားတခွန်းမဲ့ပြောခဲ့ဘူးတဲ့အဲ့ဒါလည်းပြောချင်လို့ပြောတာမဟုတ်ဘူးသူစွန်းကန်ထွက်နေတဲ့စွန်းကန်အိမ်ကဒကမရှည်လို့တဲ့ဟုတ်တယ်ကိုတော်တွေစွန်းကန်ကြွတချို့ဒကမတွေဦးဇင်းတို့သာသနာ့ဘဝတချို့တဲအမေးမြန်းထူတာကိုစွန်းလေးကိုစားဖို့အရေးစွန်းကန်ကြွပါဆိုသူကတောင်မေးမြောင်မေးအရှိမေးတောင်မေးအဲ့ဒါတွေဖြည့်နေရတာတခါကျအမမယွန်းယွန်းနေဖြစ်ကုန်တတ်တယ်နော်ဘာလို့ဒီဒကမရှည်လဲရတာလဲဆိုဒီကိုတော်တော်တဲ့ငါအိမ်စွန်းကန်ကြွတာ2 နှစ်ပြည့်တော့မယ်စကားလည်းတစ်ခွန်းမှမပြောဘူးဧကနာကိုတော့အာကြီးလားမသိပါဘူးတော့ဒကမကြံမှန်လျှောက်တွေ့ရနော်ဒီနေ့တော့တဲ့တင်းလာတာလာခဲ့တဲ့ငါအသလားစကားပြောတတ်သလားသိအောင်တော့စမ်းကြည့်အောင်မလို့ဆိုတယ်သူစိတ်ထဲကြံထားတာအဲ့ဒါကိုတော်လဲကြွလာပြိတ္တအစင်သင့်လောက်ထားတဲ့ဆွန်းတွေကိုကိုတော်တပိတ်ထဲပြည့်နေတာကိုရှင်းမောင်းဖိလောင်းလောင်းလဲလောင်းတော့ကိုတော်ကလက်ကလေးကလို့အလံပကိနီတော်ပြီးနှမဒကမကြီးတော်ပြီးလို့တခွန်းပဲပြောတယ်ပြိတ္တမဖြစ်မနေပြောရမှာမို့ပြောလိုက်တာပြောချင်လို့ပြောလိုက်တာဟုတ်ရဲ့လားတတိယအန္တရဝသနိ3 နှစ်လို့ခေါ်ရတဲ့သာသနာထဲဝင်ရောက်လို့3 ဝါရသောကာလ၌ပြိတ္တတိအကုန်ပြောဘဏ္ဍဝါရသောကာလ၌မဖြစ်မနေပြောရမှာမို့ပြောလိုက်တာပြောချင်လို့ပြောလိုက်တာဟုတ်ရဲ့လားတတိယအန္တရဝသနိ3 နှစ်လို့ခေါ်ရတဲ့သာသနာထဲဝင်ရောက်လို့3 ဝါရသောကာလ၌ပြိတ္တတိအကုန်ပြောဘဏ္ဍဝါရသောကာလ၌တမောခန္တောတန်တရာတစ်ချောင်းလုံးကအဝိဇ္ဇာတိတ်တလားပိတ်ခါဖုံးလို့ငါတလုံးကာဖုံးပြီးတော့အမှန်မသိအမားတွေကိုသာလင်ကြည့်အမားတွေကိုသာကြားလို့အမားကြီးမှားခဲ့ရပါသောဩနာတိဒုက္ခဇတ်ဖြစ်စေတတ်တဲ့ခန္ဓာဝန်ဖြစ်စေတတ်တဲ့တဏှာဒုက္ခလောဘသမုဒိယသစ္စာကိုပရာလီတောဝိပဿနာဉာဏ်လက်နဲ့စိတ်တန်လျက်ဖြင့်အပြီးတိုင်ပဲသက်တော်မူနိုင်လိုက်လေသတည်းတရားအလုပ်ခင်္ဂါမြေကမ်းပါမှာအားထုတ်လို့ဒီကိုတော့သာသနာသမိုင်းတန်ခါယနာတင်အရှင်မြတ်ကြီးတွေမှတ်တမ်းတင်ခဲ့တာကခင်္ဂါတိရိယမထေတဲ့ပြိတ္တရေ3 ဝါရတော့ယဟန္တာဖြစ်ပြီးဘာဖြစ်သွားအဲ့ဒီလိုပဲအမေရောညီမလေးရောအကုန်လုံးယဟန်မတွေဝတ်ပြီးတော့တရားလုပ်ပြီးအားထုတ်တာပြိတ္တရေအတီးတီးယဟန္တာတွေဖြစ်ကြသည်လို့တာရကဇလန်းကိုယနေ့ညသစ္စာဖွဲ့လို့မှတ်တမ်းတင်ခဲ့ပါပြီနော်ပြိတ္တ10 နာရီလဲထိုးတော့မယ်နော်အဲ့ဒါမှတ်တမ်းတင်လိုက်တဲ့အခါကျတော့ပြိတ္တရေသူတို့ဒီလိုတွေဖြစ်ရတာဒီအကုန်လုံးဒီဘာကိုအခြေခံတာလဲလို့ဆိုတော့အချစ်ကိုအခြေခံလို့ပြောပါဦးအခြေခံလို့အချစ်ရဲ့နောက်ွယ်မှာဘာတွေရှိခဲ့တယ်လဲဆိုတော့ပြိတ္တရေဒုက္ခတွေရှိခဲ့တယ်မှန်လားဗျာ
တောကာရီရှိခဲ့တယ်တဲ့ဒါကြောင့်ဦးဇင်းမော်လမြိုင်ကတက္ကမကြီးတွေကိုဒီတရားနာမည်လေးမေးလိုက်အောင်မယ်အချစ်ရဲ့နောက်ွယ်မှာဘာရှိနေသလဲဟယ်လိုကြဲကြဲလေးဖြေပါအချစ်ရဲ့နောက်ွယ်မှာဘာတွေရှိတယ်အေးဒုက္ခမလူခြင်းကြရင်မချစ်ကြနဲ့လို့ပဲမှာခဲ့ပါရစေနော်ငါ့ကိုလည်းမချစ်နဲ့သူ့ကိုလည်းမချစ်နဲ့မှန်လားပြိတ္တမသိလို့ရာကောင်းကြတယ်ပေါ့သိရင်ဗမာကောင်းနိုင်မှမလဲအကြောင်းကျူဖွေးချရင်လူပြေရွာမှလေးအမှုပွေရာတွေမြင်သားကိုခင်တဲ့တန်ရောစဉ်သမီးကိုခင်တဲ့တန်ရောစဉ်ပစ္စည်းကိုခင်တဲ့တန်ရောစဉ်တော့ပြိတ္တအမှန်ပြောရင်ကွယ်တန်ရောစဉ်ချီနှောင်းတရားကဒီကြောင့်တန်ရောစဉ်တရားကြောင့်ဘာတရားကြောင့်လဲအမှန်ပြောရင်ကွယ်တန်ရောစဉ်ချီနှောင်းတရားကဒီကြောင့်ဒီပေါင်းတလွားကရုံမထွက်နိုင်နဲ့ဆုံးတတ်တိုင်ကွယ်ဝဲလေပြိတ္တတို့စလို့လဲမနေဘူးလားကာမောကတည်းမှာဝဲလေမျိုးတယ်ဘောကတည်းမှာဝဲလေမျိုးတယ်ဒိဋ္ဌောကတည်းမှာဝဲလေမျိုးတယ်တန္တရာရေဝဲမှာခန္ဓာတွေကရှိသေးပါယံမယာတွေကယန္တနာတွေကထူတယ်များတယ်ဒါပေမဲ့လို့လူဘဝဒုက္ခထင်တယ်ပလင်ဘောမေတ္တာနန္ဒအသေးခံပြီးခေါ်လဲဒီပြိတ္တတိစိတ်ထဲလူဘဝဒုက္ခလို့မထင်ဘူးလားအမှန်တိုင်းပြောဒါပေမဲ့လို့လူဘဝဒုက္ခထင်တယ်နတ်ဘဝမြက်လာမြင်တယ်ဗြဟ္မာဘဝကိုပကာသနနဲ့မင်းနဲ့အချောလာမြင်တော့သဘောကြခင်တွဲသောမနတနဲ့မင်းမြန်နဲ့အမှန်တကယ်ဘာဝနာမပွားနိုင်ကြတာကြောင့်တန္တရာလဲအခါခါမာကြပြီပေါ့ဘာဝနာမပွားလို့အခါခါမာခဲ့ကြတာမမှန်ဘူးလားဒီကနေ့ဒီကိုမာနေတော့နော်ပြိတ္တတန္တရာလဲခါခါမာကြပြီပေါ့တေဘူးမကံဝတ္တန်ဒုက္ခတဲ့ဒုဘုရားကလေဒုပရိသတ်တွေကျင်လည်နေတဲ့လူဘဝကြီးကနတ်တွေမြမာတွေဘဝကတရိစ္ဆာန်ရဲ့အပေဘဝကြီးက32ဘုံအကုန်လုံးကိုဒုက္ခဘုံနဲ့ပရိသတ်ကြီးဒုက္ခလို့ထင်တာတွေကဘာတွေတဲ့မြင်အောင်တော့ကြည့်လိုက်ကြမြင်ကြမယ်ဗျာနော်တေဘုမကံဝတ္တန်ဒုက္ခတုတ်တန်တရားအထင်မြင်မှအဟုတ်မှန်ပွားလို့ဆင်ခြင်မှာစိတ်ဘဝမှာအထင်မဆင်ခြင်မဲ့လူခွင်ရွာလွဲသေမင်းဆွဲကာမငိုဝဲစင်ကြပူသောကနဲ့နောင်တဖြစ်ရင်ခတ်နေလိုက်မယ်သေမနောင်တမရနဲ့ဘယ်အချိန်မှနောင်တမရနဲ့အေးမသေးခင်ကြိုတင်လို့အချစ်ရဲ့နောက်ွယ်ကဒုက္ခတွေမြင်ပြီးတော့အချစ်ကြောင့်ဖြစ်တတ်တဲ့ဒုက္ခတရားတွေကိုပယ်တတ်နိုင်ကြပါစေသောလို့ဦးဇင်းတို့တိုက်တွန်းရင်းနဲ့အချစ်ဤနောက်ွယ်မှာဒေသနာယနေ့ညဤမြနဲ့နေထီတံကျေနပ်ပြီလားဟဲ့ကျေနပ်ပြီဆိုရင်တဲ့ပြိတ္တကုဦးဇင်းတို့ရုတ်တရက်နှုတ်ဆက်လို့ခွဲမှာမလို့ဆိုလိုက်စမ်းမှာပြန်အောင်မဲကြွားအောင်မဲဒီနေရာဒီဌာနကအလုံးနှုတ်ဆက်တယ်မေတ္တာတို့ဒီနေရာမှာနှစ်ညတာတရားတွေဟောပြီးသွားလို့ယနေ့ညပြန်မှာမို့နှုတ်ဆက်တယ်နော်တလပိုင်း22ရက်23ရက်နေ့မှာဒီနာဓမ္မောဇဓမ္မသဘင်မေတ္တာတို့ပြန်လဲလို့ကြွဝင်မအောင်မယ်အဲဒီကြမှာပြိတ္တနဲ့ဦးဇင်းတို့ပြန်ဆောင်ကြမယ်နော်ပြန်အောင်မယ်ကြွအောင်မယ်တန်လေးတွေကအိမ်မြန်အိတ်ချင်တရားလားမသိဘူးအိတ်ချင်ပါနှုတ်ဆက်နေပြီမအိတ်ကြနဲ့နော်ဒီနေရာဒီဌာနကအလုံးနှုတ်ဆက်တယ်ဒီပြိတ္တတင်မကဘူးတစ်မျိုးလုံးကိုနှုတ်ဆက်နေတဲ့နောပြိတ္တတန္တရာရှိရစရာကြောင့်စုံတွေးခဲ့တဲ့ဒုဆရာတကားဒီပြိတ္တနဲ့ဦးဇင်းတို့အခုလိုတရားဟောတရားတွေပြတရားတွေနာကြလို့သာသနာပြုခွင့်ရတယ်ဆိုတာကပြိတ္တရဲ့အကြောင်းပဲမဟုတ်ဘူးအကြောင်းရှိလို့အကျိုးပေါ်တာတန္တရာမှာရှင်မယားနဲ့တပည့်တော်တို့တန္တရာတကွေကံကြမ္မာလီဦးပြန်လဲကတွေ့ရတဲ့အခါမျိုးမှာအရှင်ဘုရားဟောတဲ့တရားတွေကိုပျော်ပျော်ပါးပါးကြီးအိတ်ငိုက်တဲ့စိတ်ကြီးဘေးချိတ်လို့နာကြနိုင်တဲ့ကူဖြစ်ရပါလို့ဤလို့ဒီပရိသတ်တွေအကုန်ဆူတောင်းလို့ဒီကနေ့ဆုံးပြီမဟာမြိုင်မှာတရား6ကြိမ်သောဝိနည်းနုကရွှေကျင်းသာသနာပြုစာမေးပွဲကြီးအကြောင်းပြုပြီးတော့ပရိသတ်ရေဆုံးပြီတဲ့မဆုံးဘူးလားခင်ဗျာတန္တရာရှိရစကြောင့်စုံတွေးခဲ့တဲ့တို့ဆရာတကားစုံပြီးကတို့ပြန်ခွဲတော့ဝမ်းနေဘူးတော့မလိုပါမော်လမြိုင်ကပြိတ္တကတရားနဲ့နှီးတဲ့သူတွေဆိုတော့တရားရှိတဲ့သူတွေတရားအတိတရားသတိရှိတဲ့သူတွေကတောကတွေဖြစ်เสียလိုသေးလား
ဝမ်းနဲ့ဘူးတော့မလိုပါအမတ်တမဲ့မှာအမတ်တရားမို့ဩဒီပြိဿနဲ့ဦးဇင်းဟာသိလဲမသိဘူးအမတ်တမဲ့စုံတာမဟုတ်ဘူးလားရန်ကုန်ကဒေါ်မြင့်မြင့်အေးနှစ်ယောက်ကအမတ်တမဲ့ပင့်လို့အမတ်တရားစုံသွားတဲ့ပွဲပါပြိဿကြီးနော်နှညတိုင်တိုင်တရားတွေဟောတရားတွေနာတော့အမတ်တမဲ့စုံတဲ့ပွဲမှာအမတ်တရားတွေဖြစ်ကုန်ပြီအမတ်တမဲ့မှာအမတ်တရားမို့တတိယဘုရောလူပေးတာတတိယရင်ဒါကိုမက်ွယ်နှုတ်ဆက်တန်လေးနာထောင်းပါပဋ္ဌံပစ္စည်းဟိတ်ချောင်းနီးနဲ့ပဋ္ဌံပစ္စည်းဟိတ်ချောင်းနီးနဲ့အတိတိနှုတ်ဆက်ပြီးလောဘကိုနှုတ်ရမည်ဒေါသကိုနှုတ်ရမည်မောဟကိုနှုတ်ရမည်အာမောဟကိုဆက်ရမည်အာလောဘကိုဆက်ရမည်အာဒေါသကိုဆက်ရမည်နှုတ်သည်ဆက်သည်အကုသိုလ်တွေနှုတ်လို့ကုသိုလ်တွေဆက်မယ်နော်ပြိတ္တနှုတ်သည်ဆက်သည်တတိပဋ္ဌာန်တရားနဲ့နှုတ်ဆက်သည်ပြိတ္တကိုဦးဇင်းတို့နှုတ်ဆက်လိုက်ပါပြီနော်စီရန်ဒိဋ္ဌတုတတ္တမောဓမ္မေဝန္တုတဂရဝါတတ္တမောပရိယပရိပတ်ပရိဝေဒတွင်ခေါ်တဲ့ရှင်တော်ဗုဒ္ဓတီထောင်ကဆုံးမတဲ့သာသနာတော်မြတ်ထိုသုံးရသည်စီရန်အနေငါတော်များမြောက်မကကာလကြာအောင်ဒိဋ္ဌတုဝိတ္တန္တရာဝါရီယမတိပဲလယံချီဝေရှွန်နေသဝမကတီထွန်းတောက်ပါစေတည်းဒါပေပြီးကျွမ်းမဲ့ဩသောလုံးစုံလီဖြစ်ကုန်သောတတ္တကဘာသူကဘာသာတတ္တဝါများတို့သည်ဝတ္တတာအထူးအဖြင့်တို့ပြည်တော်စုမြန်မာနိုင်ငံတော်မှာမွေးဖွားမိတင်ကလူဖြစ်ချင်းနဲ့နေကြကုန်သောရှမ်းကချင်ကရင်ကရမွန်ရခိုင်ဗမာမကျန်ပြည်တော်စုဘွားတို့တိုင်းရင်သားညီကိုမောင်နှမတွေသည်ဓမ္မေရှင်တော်ဘုရားဟောမိန်ကြတဲ့မဟာတတိပဋ္ဌာန်သစ္စာတရားတော်၌သစ္စာတရားတော်၌ပရိသတ်တိတယောက်မကြံကုန်ပြောပါတရားတော်၌သခါရဝဟွန်တုကိုးွယ်ရာအစစ်အာထုတ်ရာအစစ်ရှုမှတ်ရာအစစ်တကယ်ဖြစ်ရဟုနိနိကာကာယုံကြည်စွာဖြင့်ပညာစီမီထွန်ညီသည်၍ကြောက်ထီအတူအလေးပြုတော်မူနိုင်ကြပါစေကုန်သတည်း